အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဖတ်ပြပေးမှာကတော့ Jared Diamond ရဲ့ Guns and Steel မှာဆရာညီနောင်မြန်မာပြန်ဆိုထားတဲ့တနက်များယောဂပိုးများနဲ့တန်မဏိဆိုတဲ့စာအုပ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်အပိုင်းလေးကဘာပတ်လေအခန်း၅ခန်းယာလီလူမျိုးများရေခဲခေတ်မကုံဆုံးခင်တုန်းကဆိုရင်ဩစတြေးလျနဲ့နယူးဂီနီတို့ဟာ Greater Australia ဆိုတဲ့ကုန်းမြေတိုက်ကြီးဖြစ်တစ်ဆက်တည်းတည်ရှိခဲ့ကြပါတယ်ရေခဲခေတ်ကုံဆုံးလို့ရာသီဥတုပူနွေးလာပြီးရေခဲတွေအရေးပြောသွားတဲ့အခါအာရာဖာရာပင်လယ်ဟာသူတို့နယ်မြေနှစ်ခုအကြားကိုပိုင်းခြားသွားခဲ့ပါတယ်နယူးဂီနီဟာအင်ဒိုနီးရှားနဲ့အဆက်ဆံရှိခဲ့ပေမဲ့နောက်ပိုင်းအဆက်ပြတ်သွားခဲ့တာကြောင့်ယာလီတို့လူမျိုးတွေဟာပြင်ပလောကနဲ့ကင်းကွာသွားခဲ့ပါတယ်။နယူးဂီနီဒေသခံတွေနဲ့အရှေ့တောင်အာရှသားတွေမြို့ဗီဇာရအသွင်ပြင်ချင်းဆင်တူကြပေမဲ့တောင်တရုတ်ဒေသရဲ့ရွှေပြောင်းခြေချသူတွေဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားတို့စီဝင်ရောက်လာချိန်မှာတော့အသွင်ပြင်ကွာခြားသွားခဲ့ကြပါတယ်။ယာလီတို့လူမျိုးစုတွေဟာဩစတြေးလျကုန်းမြေတိုက်ကြီးရဲ့အစိပ်ပိုင်းဖြစ်ပါဝင်ခဲ့ကြရန်ရှိပေမဲ့နယူးဂီနီနဲ့ဩစတြေးလျရဲ့ပထဝီအနေအထားအတော်ကွာခြားလာပါတယ်ဩစတြေးလျဟာပူပြင်း6တဲ့ရာသီဥတုကိုပိုင်ဆိုင်ထားပါတယ်။မြေမျက်နှာသွင်ပြင်အများအဖြစ်ညညာပေမဲ့မြေသား6တဲ့ပြီးမြေဩဇာလည်းမကောင်းလာတာကြောင့်စိုက်ပျိုးရေးမဖြစ်ထွန်းပါဘူး။နယူးဂီနီကတော့အီကွေတာနဲ့နီးကပ်စွာတည်ရှိပြီးမြေသားလည်းဆွတ်သလိုစိုက်ပျိုးရေးလည်းဖြစ်ထွန်းပါတယ်။ဒါပေမဲ့မြေမျက်နှာသွင်ပြင်ကတော့ကြမ်းတမ်းပြီးတောင်ကုန်းတောင်တန်းထူထပ်လာပါတယ်။ကြံပင်ငပြောပင်ကစုံဦးနဲ့ပိန်းဥပင်အလေးကြော်တွေအများပြားပွားရောက်ပါတယ်။အဲ့လိုတဘာဝရေမြေကောင်းမွန်ပါရဲ့နဲ့နယူးဂီနီမှာနိုင်ငံရေးနဲ့လူမှုဖွဲ့စည်းတွေတို့ခင်မီနည်းပညာတွေတို့ဘာလို့များမပေါ်ထွန်းခဲ့တာပါလဲပထမအကြောင်းရင်းကတော့နယူးဂီနီမှာအဲ့လိုသီးနှံတွေပေါ်များကျွေးပါပေမဲ့ပရိုတိန်းအသားဓာတ်တဲ့အတွက်ရင်းမြစ်မရှိသလောက်ပါပဲရင်ပေါင်းမွေးမြူနိုင်ခဲ့ကြတဲ့တိရစ္ဆာန်တွေဖြစ်ကြက်တွေဝက်တွေလောက်ပဲရှိခဲ့ပြီးလေယာစိုက်ပျိုးရေးမှာထွန်းရက်ဖို့အသုံးဝင်တဲ့မျိုးစိတ်တွေမဟုတ်ကြပါဘူးအဲဒါကြောင့်နယူးဂီနီတောင်ပေါ်သားတွေဟာလူဝင်အားကိုပဲအဓိကအားထားခဲ့ကြပါတယ်နောက်ပြီးလေယာသုံးမွေးမြူရေးတိရစ္ဆာန်တွေကနေလူသားတွေစီကူးဆက်တဲ့ယောဂပိုးမွှားရည်နဲ့လည်းရင်းနှီးမှုမရှိတာကြောင့်ကူးဆက်ယောဂတွေလည်းခံစားတာမျိုးမရှိခဲ့ပါဘူး။အဲဒါကြောင့်ပဲဥရောပကိုလိုနီချဲ့တင်သူတွေရောက်ရှိလာချိန်မှာအဲဒီယောဂပိုးမွှားတွေနဲ့ပတ်သက်ပြီးခုခံအားမရှိခဲ့ခြင်းကြောင့်အသေးအပြောက်များပြားခဲ့ရပါတယ်။ဒုတိယအကြောင်းရင်းကတော့တောင်ကုန်းတောင်တန်းထူထပ်ခြင်းဖြစ်ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေကိုမြေနေပိုင်းကခုတ်ထွင်မီးရှို့မြေတွေမှာပဲကန့်သက်လုပ်ကိုင်နိုင်ပါတယ်။အထူးသဖြင့်ဝါဂီနဲ့ဘေလီယန်တောင်ကြားဒေသတွေမှာပဲစိုက်ပျိုးရေးကိုအဓိကဆောင်ရွက်နိုင်ကြပြီးလူဦးရေတိုးပွားမှုအဲ့ဒီဒေသဝန်းကျင်မှာပဲကန့်တက်လိုက်သလိုဖြစ်သွားခဲ့ရပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေ4000ကနေပေ9000ဝန်းကျင်မှာပဲစိုက်ပျိုးရေးကိုအဓိကဆောင်ရွက်နိုင်ခဲ့ပြီးပေ9000အထက်ထင်းရှူတော်တွေထူထပ်ရာအရက်မှာတော့စားသုံးသီးနှံစိုက်ပျိုးနိုင်ခြင်းလုံးဝမရှိခဲ့ပါဘူး။အလားတူပဲပေ4000နဲ့ပေ1000ကြားခုတ်ထွင်မီးရှို့မြေတွေမှာဆိုရင်လည်းအနေအချင်းပဲစိုက်ပျိုးနိုင်ပါတယ်။နောက်ပြီးအဲ့ဒီတောင်ကုန်းတောင်တန်းတွေကြားခံနေရကြောင်းလူမျိုးစုအချင်းချင်းကုန်သွယ်မှုတွေဆက်ဆံရေးတွေနဲ့စိတ်ကူးအတွင်းမြင်ဖလှယ်မှုတွေမှာအတားအဆီးဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲနယူးဂီနီရဲ့လူဦးရေဟာဆိုရင်ဘယ်တော့မှ10သိန်းကျော်ခဲ့တယ်လို့မရှိခဲ့ပဲ။ဥရောပကိုလိုနီနိုင်ငံတွေဝင်ရောက်လာပြီးအနောက်တိုင်းစစ်ပညာတွေတည်ဆောင်လာတာမျိုးနွယ်စုစစ်ပွဲတွေပြီးဆုံးစရာတွေဖြစ်တော့မှလူဦးရေတိုးပွားလာခဲ့ရပါတယ်။တတိယအကြောင်းရင်းကတော့နယူးဂီနီဟာအိန္ဒိယနိုင်ငံ၃နိုင်ငံနဲ့ရေပြင်ကြီးခြားနေခဲ့ပါတယ်။အဲ့ဒီအိန္ဒိယနိုင်ငံတွေကလည်းလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကနန်းအနေငယ်တုန်းကဆိုနယူးဂီနီအတွက်နီးပညာရောစားနယ်ရိက္ခာထုတ်လုပ်မှုအတွက်ပါဘာမှမမေ့ရအကျိုးမပြုနိုင်ခဲ့ပါဘူးပထမအိန္ဒိယဖြစ်တဲ့ဩစတြေးလျဒေသခံတွေအများစုဟာအမဲလိုက်တည်တည်ခုတဲ့ခြေသလုံးအိမ်တိုင်လူနေမှုပုံစံဖြစ်နေထိုင်ကြဆဲဖြစ်ပြီးနယူးဂီနီကိုကမ်းလှမ်းစရာသိမရှိပါဘူးဒုတိယအိန္ဒိယကတော့ပစ်မတ်နဲ့ဆော်လမွန်ကျွန်းငယ်လေးတွေဖြစ်ပြီးအရှိတ်ဘက်မှာတည်ရှိကြပါတယ်တတိယအိန္ဒိယကတော့အင်ဒိုနီးရှားဖြစ်ပြီးသူတို့လည်းပဲအမဲလိုက်တည်တည်ခုလူနေမှုပုံစံကိုတမိုင်းတစ်လျှောက်ကာလာအများစုမှာအဲ့ဒီအတိုင်းနေထိုင်ခဲ့ကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း4000ခါနေစလို့အော်စတြေးလျလူမျိုးတွေပြန်လည်လာခဲ့တဲ့ BC 1600ဝန်းကျင်အထိအင်ဒိုနီးရှားကနေနယူးဂီနီကိုကနဦးရောက်ရှိခဲ့တဲ့လက်ဆင့်ကမ်းကူးပြောင်းခဲ့တဲ့အသုံးဆောင်နည်းပညာရေးဘလို့အထောက်ထားမှမတွေ့ရှိရပါဘူး။အော်စတြေးလျလူမျိုးတွေပြန်လည်မှုဟာအင်ဒိုနီးရှားကိုရောက်ရှိခဲ့ပြီး BC 1600ခုနှစ်တွေမှာဖွံ့ဖြိုးတိုးတက်မှုတွေစီဦးတည်စေခဲ့ပါတယ်။သူတို့နဲ့အတူအာရှဇာတိစိုက်ပျိုးသီးနှံတွေမွေးမြူရေးတိရစ္ဆာန်တွေနဲ့နည်းပညာတွေလည်းပါရှိလာခဲ့ပါတယ်။ရေချောင်းတော်လာရေးကျွမ်းကျင်မှုနဲ့လေသမောတွေဆောက်လုပ်နိုင်မှုကြောင့်
အာရှကနေနယူးဂီနီဝင်းကျင်ထိလာရောက်နိုင်ခဲ့ခြင်းဖြစ်ပြီးအဲ့ဒီခေတ်ကအစစ်မြစ်နည်းပညာလို့ဆိုနိုင်ပါတယ်နယူးဂီနီကိုအိုးခွက်တွေကြက်တွေခွေးနဲ့ဝက်တွေတည်ဆောင်လာခဲ့ရရှိပြီးနည်းပညာအစစ်မြစ်နဲ့ဂျာဗာတရုတ်တို့နဲ့စတင်ထိတွေ့ဆက်ဆံနိုင်ခဲ့ကြပါတယ်အော်စတြေးလျလူမျိုးတွေပြည်နယ်မှုဟာနယူးဂီနီကိုများစွာပြောင်းလဲသွားစေခဲ့ပြီးအထူးသဖြင့်အနောက်ပိုင်းနယူးဂီနီဟာဆိုရင်အင်ဒိုနီးရှားအရှေ့ပိုင်းကဆူလတန်စော်ဘွားတွေနဲ့နိုင်ငံရေးအရဆက်နွယ်မှုတွေရှိလာခဲ့တယ်လို့တပ်ထုနဲ့ပြုလုပ်ထားတဲ့လက်နက်ကရိယာတွေလည်းစတင်တင်သွင်းလာနိုင်ခဲ့ကြပါတယ်အနောက်တိုင်းနဲ့ဆက်ဆံရေးကတော့မိုလူကာဒေတာကိုပေါ်တူဂီတွေအခြေစိုက်ဝင်ရောက်လာခဲ့တဲ့1911ခုနှစ်နောက်ပိုင်းမှာဖြစ်ပြီးနည်းပညာနဲ့အသုံးဆောင်တွေနယူးဂီနီကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်အဲဒီနောက်ပိုင်းတိတ်မကြခင်မှာပဲဥရောပစုံဦးသွားလာသူတွေရောက်ရှိလာခြင်းအထိနယူးဂီနီဒေသခံတွေဟာအုပ်စုအဖွဲ့ငယ်လေးတွေဖြစ်ကြေးရွာငယ်လေးတွေဖြစ်တီးခြားနေထိုင်ကြဆဲဖြစ်ပြီးကြောက်ထွင်းလက်နက်ကရိယာတွေကိုသုံးဆွဲနေဆဲဖြစ်တာတွေ့ရပါတယ်အဲဒီလိုအမဲလိုက်ပြီးတတိတိကိုစူဆောင်တဲ့လူအဖွဲ့အစည်းလေးတွေဟာနယူးဂီနီမှာဒီကနေ့ခေတ်ကာလအထိဆက်လက်ရှိနေဆဲဖြစ်ပါတယ်နယူးဂီနီနဲ့ရေခဲခေတ်တုန်းကဆက်ဆက်နေခဲ့တဲ့ဩစတြေးလျဟာလည်းစိုက်ပျိုးမွေးမြူရေးနဲ့နည်းပညာဖွံ့ဖြိုးမှုတွေမှာနယူးဂီနီနဲ့အလားတူအခြေအနေမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်ရေခဲခေတ်ကာလအတွင်းမှာဒိုင်ဘရိုတော့ရေမက်မှာအိပ်ပါတဲ့စက်တစ်လိုတက်တော်တစ်မျိုးအေယာမသားပိတ်ကောင်ကြီးတွေအေယာမဝမ်းဘက်ဝင်ကြီးတွေနေထိုင်ရာဒေသဖြစ်ခဲ့ပေမဲ့လူသားတွေစတင်ဝင်ရောက်လာချိန်မှာတော့အလွန်ကျော်မဲလိုက်ခံရခြင်းနဲ့ရာသီဥတုဖောက်ပြန်ခြင်းတွေကြောင့်မျိုးတုံးသွားခဲ့ရမှာမွေးမြူရေးတိရစ္ဆာန်ဖြစ်အသွင်ပြောင်းနိုင်မဲ့နှုတ်တိုက်တတဝါရေးလို့မရှိတော့ပါဘူးမွေးမြူရေးတိရစ္ဆာန်ဖြစ် BC 1500ဝန်းကျင်တုန်းကအော်စတြေးလျလူမျိုးတွေပြည်နှံခြင်းနဲ့အတူယူဆရတဲ့အာရှကနေတင်သွင်းလာခဲ့တဲ့ခွေးတစ်မျိုးပဲရှိခဲ့ပါတယ်ဒေသခံတွေကအိမ်ဆောင်ခွေးဖြစ်လူသားရဲ့အပေါင်းဖော်ဖြစ်ခွေးကိုမွေးမြူခဲ့ကြပေမဲ့ပိုလီနီးရှားမှာလို့တော့တော်ရိုင်းတိရစ္ဆာန်တွေကိုမဲလိုက်ရမှာအသုံးပြုခြင်းတော့မရှိခဲ့ပါဘူးဩစတြေးလျမှာနေထိုင်ရခက်ခဲခြင်းအတွက်နောက်ထပ်အကြောင်းရင်းကတော့မြေသားဟာစိုက်ပျိုးရေးအတွက်တင့်တော်မှုမရှိအောင်၆တွေ့လွန်းနေတာဖြစ်ပါတယ်အဲ့ဒါပြင်ဩစတြေးလျရဲ့ဒေသအများစုမှာအယ်နီညိုရာသီဥတုရှိပြီးတခြားကမ္ဘာဒေသတွေလိုရာသီဆောင်ပုံမှန်လေးပဲခြင်းမရှိတာဖြစ်ပါတယ်တခါတလေမိုးခေါင်တဲ့အခါနှစ်ကာလအတော်တန်ကြာညောင်းတက်ပြီးအချိန်ကမဟုတ်မိုးရွာသွန်းတက်မှုကြောင့်ရေကြီးရေရှမ်းဖြစ်တဲ့နှစ်တွေလည်းရှိတတ်ပါတယ်ဒီကနေ့လိုခေတ်မှာတော့ယူရေးရှားသီးနှံတွေကုန်တင်ကားနဲ့မိရထားလမ်းတွေပြည့်စုံနေပေမဲ့စိုက်ပျိုးရေးလုပ်ငန်းဟာဩစတြေးလျမှာစွန့်စားမှုတည်းဖြစ်ဆက်လက်တည်ရှိသေးပါပဲတီးပင်စားပင်တွေဟာမိုးရွာသွန်းပြီးရာသီဥတုကောင်းမွန်တဲ့နှစ်တွေမှာဖြစ်ထွန်းတတ်ပေမဲ့မိုးခေါင်တဲ့နှစ်တွေမှာတော့အကုန်သိဆုံးပျက်စီးတွေရှိပါတယ်စိုက်ပျိုးရေးလုပ်ငန်းကိုကနဦးလုပ်ကိုင်ခဲ့တဲ့လေသမားတွေလည်းလူဦးရေနဲ့ပတ်သက်ပြီးအလားတူကံကြမ္မာမျိုးတွေနဲ့ရင်ဆိုင်နိုင်ခဲ့ရရှိပါတယ်ရာသီဥတုကောင်းမွန်တဲ့နှစ်တွေမှာဆိုရင်ကြေးရွာတွေဖြစ်အခြေချနေထိုင်ပြီးတီးနှံတွေရိတ်သိမ်းကြအိမ်အောင်သားမွေးတွေပြုကြနေလူဦးရေတိုးပွားလာခဲ့ပေမဲ့မိုးခေါင်တဲ့နှစ်တွေမှာတော့အစာရေစာပြက်လက်ပြီးအားလုံးသိဆုံးကြတာကြောင့်လူဦးရေအနေချင်းတွေပဲတင့်တော်တဲ့ရေမြေအနေထားဖြစ်နေခဲ့ပါတယ်ဩစတြေးလျမှာစားနပ်ရိက္ခာထုတ်လုပ်မှုအတွက်အတားအဆီးဖြစ်နေတဲ့နောက်ထပ်အကြောင်းရင်းကတော့ရင်ပေါအောင်မွေးမြူရေးအသွင်ပြောင်းနေတဲ့တော်ရိုင်းသီးပင်စားပင်မျိုးစိတ်တွေရှားပါခြင်းပဲဖြစ်ပါတယ်မြမောက်ခေတ်မျိုးဗီဇပြုပြင်ပြောင်းလဲမှုနဲ့ပညာရှင်တွေအားထုတ်ကြည့်တာတော့ဩစတြေးလျနဲ့တော်ရိုင်းပင်မျိုးစိတ်တွေကနေစားသုံးသီးနှံဖြစ်အောင်မကာဒေးမီးယားအဆစ်တစ်မျိုးပဲထုတ်လုပ်နိုင်ခဲ့ပါတယ်ကမ္ဘာတစ်လောကကောက်နှံပင်ရိုင်းမျိုးစိတ်56မျိုးမှာဩစတြေးလျဇာတိဖြစ်မျိုးစိတ်2မျိုးပဲပါဝင်ပြီးစရင်ရဲ့အောက်ဆုံးနားမှာပဲရှိပါတယ်နှံစိတ်အလေးချိန်ဟာလည်း13မီလီဂရမ်ဝန်းကျင်ပဲရှိပြီးကမ္ဘာတခြားဒေသတွေကနှံစိတ်အလေးချိန်40မီလီဂရမ်နဲ့နှမ်းရှင်ကြီးတိတာမဲ့ထင်ပါတယ်အဲဒါကြောင့်ဩစတြေးလျမှာစိုက်ပျိုးရေးလုံးဝမလုပ်ကိုင်နိုင်ဒေသခံတွေကလည်းစိုက်ပျိုးကြည့်ဖို့လုံးဝအားမထုတ်ခဲ့လို့ဆိုလိုတာမဟုတ်ရပါဘူးနယူးဂီနီတောင်ပိုင်းမှာပေါက်ရောက်တဲ့ကစွန်းဥပိန်းဥအာတာလွတ်ဥတွေဟာဩစတြေးလျမြောက်ပိုင်းမှာလည်းပေါက်ရောက်တာမလို့ဒေသခံတွေဆွေယူစားသုံးကြပါတယ်ဩစတြေးလျရဲ့စိုက်ပျိုးမြေစီလာအကောင်းဆုံးအရက်ဒေသတွေဟာစားနပ်ရိက္ခာထုတ်လုပ်မှုဖြစ်ပေါ်ဖို့ဥတည်နေတယ်လို့ဆိုနိုင်ပေမဲ့ထွန်းရက်ဖို့မွေးမြူရေးတိရစ္ဆာန်မရှိတာတော်ရိုင်းသီးပင်စားပင်ရှားပါတာ၆တွေ့ပြီးမြေစီလွာအရေးသွင်းဉဏ်ဖြစ်တာတွေကြောင့်အကန့်အသတ်များစွာနဲ့ရင်ဆိုင်နေခဲ့ရပါတယ်အဲဒါကြောင့်အမဲလိုက်တတိခုပြီးခြေသလုံးအိမ်တိုင်းဖြစ်နေထိုင်တဲ့ဘဝလူနေမှုပုံစံခံမှန်းအခက်တဲ့အရင်ညိုရာသီဥတုရဲ့လွှမ်းမိုးမှုကြောင့်စားနဲ့ရိတ်ခါရင်းမြစ်တွေပေါ်ယုံစားမရခြင်းအကျိုးဆက်ဖြစ်လာခဲ့ပါတယ်မိမိတို့ယာယီနေထိုင်ရာဒေသမှာစားရိတ်ခါနေပါလာပြီဆိုရင်ခဏပဲဖြစ်ဖြစ်ပိုအဆင်ပြေမဲ့ဒေသကိုပြောင်းရွှေ့နေထိုင်ကြပါတယ်စိုက်ပျိုးရေးအတွက်လူရင်းအားအချိန်သုံးဆွဲရင်းနှီးထားပြီးအချိန်မီပြည့်စည်သွားနိုင်တဲ့ဒီနယ်တွေပေါ်မိခိုနေရခြင်းတဲ့အလေးကျပေါရောက်တဲ့တော်ရိုင်းတွေကတီးပင်စားပင်တွေပေါ်မိခိုလိုက်ရင်အဲ့ဒီတော်ရိုင်းပင်တွေကတော့နေရာနဲ့မှတစ်ချိန်နဲ့မဖြစ်ထွန်းဘူးလို့မရှိနိုင်ဘူးလေလူဦးရေအများပြားထိုးပွားလာခဲ့ရင်လည်းရှိထားတဲ့စားနပ်ရိက္ခာရင်းမြစ်လေးအချိန်တော်အတွင်းကုန်ဆုံးသွားနိုင်တာကြောင့်လူဦးရေကိုကန့်သက်ထားခဲ့ပြီး
တော်ရိုင်းတဲ့အလေးကျသေးပင်စားပင်တွေနဲ့အသက်ဆက်ခဲ့ကြရပါတယ်။ရာသီဥတုကောင်းမွန်တဲ့နှစ်တွေမှာဖောဖောတည်တည်စားသုံးနိုင်ခဲ့ကြပြီးရာသီဥတုဆိုးဝါးတဲ့နှစ်တွေမှာတော့လောက်ငါယုံလောက်ပဲစားသုံးနိုင်ခဲ့ကြပါတယ်။အဲ့ဒီတော့ဩစတြေးလျဒေသမှာတတုကိုရေချိုပြီးတွန်းလုံထားတဲ့လက်နက်ကရိယာတွေစာရေးနည်းစနစ်တွေနဲ့စမ်းပြရှုပ်ထွေးစွာပဲတိစောက်ထားတဲ့လူအဖွဲ့အစည်းတွေဘာဖြစ်လို့မပေါ်တွန်းခဲ့ရလဲဆိုတော့ဖြေဆိုရရင်ဒေသခံတွေဟာအမဲလိုက်တတိခုတဲ့ခြေတလုံးအိမ်တိုင်လူနေမှုဘဝမှာပဲနေထိုင်ခဲ့ကြခြင်းဆိုတာအဓိကအကြောင်းတရားဖြစ်လို့နေပါတယ်။အဲ့ဒီပြင်ဩစတြေးလျရဲ့6တွေ့ရဲ့မြေသားစိုက်ပျိုးရေးမဖြစ်ထွန်းမှုနဲ့ခံမရခတ်တဲ့ရာသီဥတုတွေဟာအဟံတားဖြစ်နေခဲ့ပါတယ်။လူဦးရေတန်းတဲ့ခြေပြီးများပြားလာတဲ့ရှစ်ကစ်တရုတ်ပြည်တို့မက်ဆိုအမေရိကနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ဩစတြေးလျဟာလူအဖွဲ့အစည်းရလဲသေးငယ်စမ်းသစ်တီထွင်မှုတွေပြုလုပ်မဲ့သူအချို့စားလဲနေပါပထဝီရေမြေရလဲကြံဒေသတွေအများစုနဲ့အဆက်ပြတ်နေရကြောင်းကြောက်ခေဆန်းဆန်းအမဲလိုက်တတိခုဒေသခံတွေကိုပိုလီနီးရှားဒေသလိုပဲကိုလိုနီနယ်ပယ်သစ်ရှာဖွေသူတွေရောက်ရှိချိန်အထိတွေ့မြင်နေခဲ့ရပါတော့တယ်။တကယ်တော့အင်္ဂလိပ်မျက်နှာဖြူနယ်မြေသစ်ရှာဖွေရေးသမားတွေကလည်းစာရေးနည်းစနစ်တွေစားနပ်ရိက္ခာထုတ်လုပ်မှုတွေစက်မှုလုပ်ငန်းတွေနဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်တွေကိုဩစတြေးလျမှာတီထွင်ဖန်တီးခဲ့ကြတာမဟုတ်ပါဘူး။အဲ့ဒီຢာတွေအားလုံးကိုယူရေရှာဥရောပကနေတင်သွင်းလာခဲ့ကြတာပါ။မွေးမြူရေးတိရစ္ဆာန်တွေစားသုံးသီးနှံတွေတတ်တူအရေးကျိုးတဲ့နည်းပညာတွေရင်းနှီးငွေအင်ဂျင်ဆက်တွေအခရာစာရေးနည်းစနစ်တွေနိုင်ငံရေးအဆောက်အအုံတွေယောဂပိုးမွှားတွေအားလုံးတွင်းကုန်အနေနဲ့ယူဆောင်လာခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအရာတွေအားလုံးဟာယူရေရှာဒေသရဲ့နှစ်ပေါင်း1000ဝန်းကျင်အချိန်ယူဖန်တီးခဲ့ကြတဲ့လူအဖွဲ့အစည်းရဲ့အသီးအပွင့်တွေဖြစ်ပါတယ်။ပထဝီဝင်အနေထားအရတိုက်ဆိုင်မှုဖြင့်ဩစတြေးလျကို1988ခုနှစ်မှာခြေချမိတဲ့ကိုလိုနီနယ်ပယ်ချဲ့ထွင်သူတွေဟာအဲ့ဒီအမွေအနှစ်တွေကိုစက္ကန့်ရယူခဲ့ကြပါတယ်။ယူရေရှာရဲ့နည်းပညာတွေမရှိဘဲဩစတြေးလျတို့နယူးဂီနီတို့မှာဥရောပသားတွေအသက်ရှင်နိုင်ကြအကြောင်းမရှိပါဘူး။ဥရောပတိုက်သားတွေဟာစာပေတက်မြောက်ပြီးထိုးထွင်းဉာဏ်ရှိခြင်းရှိပါလိမ့်မယ်။ဒါပေမဲ့ဩစတြေးလျသဲကန္နာရထဲမှာဘာနည်းပညာမှမရှိပါပဲအသက်ရှင်ရည်တည်နေလောက်တဲ့အသိဉာဏ်မျိုးတော့ဒေသခံတွေလိုမရှိနိုင်ပါဘူး။ဩစတြေးလျမှာလူအဖွဲ့အစည်းတည်ဆောက်ခဲ့သူတွေဟာဩစတြေးလျဒေသခံတွေကလွဲလို့တခြားသူမဖြစ်နိုင်ပါဘူး။သူတို့တည်ဆောက်ခဲ့တဲ့လူအဖွဲ့အစည်းကတော့စာပေတက်မြောက်ပြီးစားနပ်ရိက္ခာထုတ်လုပ်နိုင်တဲ့ဒီမိုကရေစီအဆောက်အအုံနဲ့ဖြစ်ချင်မှဖြစ်မှာပေါ့လေ။တရုတ်ပြည်တရုတ်လူမျိုးကမ္ဘာဒေသအနှံ့လူမျိုးပေါင်းစုံတို့ရွှေ့ပြောင်းခြေချနေထိုင်ပြီးဘာသာစကားမျိုးမျိုးကြားရလေရှိတဲ့ကယ်လီဖိုးနီးယားပြည်နယ်လော့စ်အန်ဂျလိစ်မြို့ကစာသင်ကျောင်းတစ်ကျောင်းကိုကြည့်မယ်ဆိုရင်စာသင်ခန်းထဲမှာအသားအရောင်မျိုးစုံပါဝင်တဲ့ကလေးတွေအများအပြားကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီကလေးငယ်တွေရဲ့နေအိမ်တွေဟာဘာသာစကားအမျိုးပေါင်း80ကျော်ပြောဆိုရနေရာတွေဖြစ်နေခဲ့ပါတယ်။ရုရှားဆိုရင်လည်းတစ်ချိန်ကဆလာဗစ်မျိုးနွယ်စုငယ်ဖြစ်နေမော်စကိုဝင်းကျင်တစ်ဝိုက်မှာပဲခြေဆက်ခဲ့ပြီးအဲဒီ1982ခုနှစ်အထိယူရဲတောင်တန်းတွေကိုတောင်ကျော်လွန်ရောက်ရှိခဲ့ခြင်းမရှိခဲ့ပါဘူး။19ရာစုရောက်တော့မှဆလာဗစ်မျိုးနွယ်မဟုတ်တဲ့လူမျိုးစုတွေကိုတင်သွင်းခဲ့ပြီးအဲ့ဒီသူတွေဟာလည်းကိုယ်ပိုင်ဘာသာစကားနဲ့ယဉ်ကျေးမှုဇယက်လက္ခဏာတွေကိုဆက်လက်ကင်ဆွဲထားခဲ့တာကြောင့်လူမျိုးပေါင်းစုံဘာသာစကားပေါင်းစုံစုစည်းနေထိုင်ခဲ့တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။အိန္ဒိယနဲ့အင်ဒိုနီးရှားတို့ဟာလည်းအလားတူပဲဖြစ်ပါတယ်။ဘရာဇီးနိုင်ငံဆိုရင်လည်းလူဦးရေ8,500,680ဝန်းကျင်နေထိုင်ပြီးဘာသာစကားပေါင်း210လောက်ပြောဆိုကြပါတယ်။အမေရိကန်ပြည်ထောင်စုတို့ရုရှားတို့နဲ့မတူညီပဲတရုတ်ပြည်ဟာ BC 221ခုနှစ်ကတည်းကပေါင်းစည်းညီညွတ်ပြီးဖြစ်ပါတယ်။နိုင်ငံရေးအရယဉ်ကျေးမှုအရဘာသာစကားအရတမျိုးတဲ့နှီးပါလက်ခံခြင်းသုံးပြီးနေထိုင်ခဲ့ကြတာပါ။လူဦးရေ1.2ဘီလီယံရှိတာမှန်ပေမဲ့အဲ့ဒီထဲကတန်း800တို့ဟာမန်ဒရင်းဘာသာစကားကိုပြောဆိုကြပြီးတခြားတန်း300ကတော့ခက်စင်စင်တူတဲ့ဘာသာစကားတွေကိုပြောဆိုကြပါတယ်။အဲ့ဒီတော့တရုတ်ပြည်နဲ့တရုတ်လူမျိုးဘယ်လိုဖြစ်တည်လာခဲ့တယ်လဲဆိုပြီးမေးရတာတော့အတော်ကွာကြနေမှထင်ပါတယ်။တမိုင်းရဲ့လို့မှတ်သားမိတဲ့အထောက်အထားတွေပေါ်ပေါက်လာကြတဲ့ကတရုတ်ပြည်တရုတ်လူမျိုးရဲ့လို့ရှိနေပြီးဖြစ်နေခဲ့ပါပြီ။အဲ့လိုနိုင်ငံရေးယဉ်ကျေးမှုနဲ့ဘာသာစကားတွေမှာတမျိုးတဲ့နှီးပါဖြစ်ခဲ့တာကိုမြင်ရပါများတဲ့အတွက်တရုတ်လူမျိုးဆိုရင်တပုံစံနဲ့များလာလို့ထင်နိုင်စရာရှိပါတယ်။တကယ်တော့တရုတ်လူမျိုးတွေကိုမွန်ဂိုလက်အနွယ်ဝင်လို့ခေါ်ဆိုကြပေမဲ့အဲ့ဒီအချက်ကိုကဆွီဒင်၊အီတာလီယန်၊အိုင်ရစ်စတဲ့ဥရောပနယ်ဝင်တွေကိုခေါ်ဆိုသတ်မှတ်ပုံထက်များစွာကွာခြားနေမှာဖြစ်ပါတယ်။တရုတ်လူမျိုးတွေမှာဆိုရင်မြောက်ပိုင်းတရုတ်နဲ့တောင်ပိုင်းတရုတ်ရဲ့လို့ကွဲပြားလေရှိပြီးအဲ့ဒီအချက်ကိုလည်းလူသိနေကြပါတယ်။မြောက်ပိုင်းကတရုတ်လူမျိုးတွေဟာနှာခေါင်းနဲ့ငယ်ချွန်ကြပြီးမျက်လုံးလေးပုံမေးကြပါတယ်။နောက်ပြီးကိုလုံးကိုတဲပုံမူချက်ခိုင်းတယ်လို့အရက်လဲပိုရှိအသားရည်လဲခက်လက်လက်ဖြစ်ကြပါတယ်။နီဘောဒေသခံတိဘက်ဒေသခံတွေနဲ့ခက်ဆင်ဆင်လို့ဆိုနိုင်ပါတယ်။တောင်ပိုင်းကတရုတ်လူမျိုးတွေကတော့ဖိလစ်ပိုင်တို့ဗီယက်နမ်တို့နဲ့ပို့ပြီးဆင်တူကြပါတယ်။တရုတ်ပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့ဟာရာသီဥတုအရာရောတဘာဝရေမြေနေထားစတာတွေပါကွာခြားလာပါတယ်။တရုတ်ပြည်မြောက်ပိုင်းဘက်ဟာအေးဆက်6တွေ့ပြီးတရုတ်ပြည်တောင်ဘက်ပိုင်းကတော့ပူနွေးဆွတ်ဆွပါတယ်။
မြို့ဗီဇကွာခြားမှုဟာလည်းပတ်ဝန်းကျင်အနေထားအရတောင်ပိုင်းနဲ့မြောက်ပိုင်းကွဲပြားစွာနေထိုင်ခဲ့ခြင်းတွေရဲ့တက်ရောက်မှုခံခဲ့ရပါတယ်။အဲ့လိုကွဲပြားနေခဲ့ပေမဲ့တရုတ်လူမျိုးတွေအနေနဲ့ဘာလို့များယဉ်ကျေးမှုတွေဘာသာစကားတွေတူညီနေခဲ့ရတာပါလဲ။ဘာသာစကားဆိုင်ရာထောက်ထားတွေနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2500ဝန်းကျင်တွင်စင်ကဲပြောင်းလဲခဲ့တဲ့မှတ်တမ်းတွေကိုတွေ့ရပါတယ်။အခုလက်ရှိထိုင်း၊လာအို၊မြန်မာစကားပြောဆိုကြသူတွေရဲ့ဘိုးဘေးမျိုးဆက်တွေဟာတရုတ်ပြည်တောင်ပိုင်းကနေပြောင်းရွှေ့သွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မန်ဒရင်းအပါအဝင်တရုတ်စကားပြောဆိုခြင်းမရှိတဲ့မျိုးနွယ်စုတွေရဲ့နေရာကိုတရုတ်စကားပြောဆိုသူတွေကဝင်ရောက်ခဲ့တာ။တခြားဘာသာစကားပြောဆိုသူတွေတရုတ်စကားကိုမဖြစ်မနေလိုက်လံပြောဆိုရတာတွေကနေတရုတ်စကားဟာအဓိကဘာသာစကားဖြစ်လာခဲ့ပါတယ်။အဲ့လိုတရုတ်စကားပြောဆိုခြင်းဟာဆက်အောင်နိုင်ခြင်းနဲ့ဆက်ဆက်နေပြီးအဲ့လိုနေမြေသိမ့်ပိုက်မှုတွေဟာဇူမင်းဆက် BC 1100ကနေ BC 221အတွင်းဖြစ်ပွားခဲ့တယ်လို့အထောက်အထားတွေကသိရပါတယ်။တရုတ်ပြည်ဟာအရှေ့နောက်ဝင်ရိုးရှည်လျားတဲ့ပထဝီအနေထားကိုပိုင်ဆိုင်ထားတာကြောင့်စိုက်ပျိုးရေးလုပ်ငန်းဖြစ်ထွန်းပါတယ်။လူဆက်ပြောင်းစတဲ့ကောက်နယ်မျိုးပင်တွေကိုမိုးရေချိန်များစွာရရှိဖို့မလိုတဲ့မြောက်ပိုင်းဒေသတွေမှာစိုက်ပျိုးကြပြီးမိုးရေအတန်အသင့်လိုအပ်တဲ့ဆန်စပါးကိုတော့တောင်ပိုင်းဒေသမှာစိုက်ပျိုးကြပါတယ်။ရှေးအောင်သူဒေသနာတူဖို့ရေးတွေရတော့ကြက်ဝက်ခွေးစတဲ့ရင်ပေါင်းမွေးမြူအသွင်ပြောင်းခဲ့တဲ့တိရစ္ဆာန်တွေရဲ့အယိုးတွေကိုတွေ့ရှိရတယ်လို့ချီထုတ်ဖို့ဘဲငန်းရေကျွဲတို့ဟာလေတရုတ်လူအဖွဲ့အစည်းတွေအရေးပါခဲ့ပါတယ်။အထူးသဖြင့်လေယာစိုက်ပျိုးရေးအတွက်ထွန်ရနိုင်တဲ့ကျွဲနွားတွေဆိုပါတော့ရှေးခေတ်တရုတ်လယ်သမားတွေဟာတက်တော်သီးမမွန်သီးရှောက်သီးတမယာသီးတရုတ်စည်းသီးလက်ဖက်နဲ့ပဲပိစက်တို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။စားနပ်ရိက္ခာထုတ်လုပ်မှုလုပ်ငန်းပေါ်မိခိုနိုင်ခဲ့တာကြောင့်တခြားနည်းပညာတွေအထူးပြုလုပ်ကိုင်တွေလည်းဖွံ့ဖြိုးတိုးတက်လာနိုင်ခဲ့ပါတယ်။ BC 2000ဝန်းကျင်မှာပထမဦးဆုံးမင်းဆက်ဖြစ်ရှားမင်းဆက်နိုင်ငံတော်တည်ထောင်နိုင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်လောက်ကဆိုရင်အရှေ့တောင်အာရှဒေသခံတွေဟာအမဲလိုက်တည်တည်ခုပြီးအသက်မွေးနေခဲ့ကြဆဲဖြစ်ပေမဲ့တရုတ်ပြည်ကတော့ကြေးဝါနဲ့တန်ကနေအသုံးဆောင်နေလက်နက်ကရိယာတွေသုံးလို့တက်နေကြပြီဖြစ်ပါတယ်။ရမ်းမုတ်လက်တွန်းလဲတန်လိုက်အိမ်မြောင်နဲ့စက်ကူတို့ကိုလည်းတရုတ်ပြည်မှာတီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ဝက်အများပြားမွေးမြူခဲ့ကြတဲ့ထောက်ထားတွေကိုတွေ့ရှိရခြင်းအဖြစ်ဒုတ်ကွေးယောဂပိုးဟာတရုတ်ပြည်ကနေစတင်ခဲ့တာဖြစ်ဖို့များပါတယ်။တရုတ်ရှင်ဘီရင်ရဲ့အမိန့်နဲ့တာမန်အရက်သူအရက်သားတွေကိုအေယာမနန်းတော်ကြီးတွေကာကွယ်ရေးတံတန်းတွေဆောက်လို့စေခဲ့တယ်လို့ဒူးမြောင်ကြီးတွေတူဖို့စေခဲ့ပြီးတရုတ်ပြည်မြောင်ပိုင်းနဲ့တောင်ပိုင်းကိုဆက်သွယ်ရေးအဆင်ပြေအောင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ BC 400ဝန်းကျင်မှာတော့တရုတ်ပြည်တွင်းကလူအဖွဲ့အစည်းတွေဟာအချင်းချင်းပြပြလန်လန်ဆက်ဆံစပြုလာခဲ့ကြပြီးတဖြည်းဖြည်းနဲ့တရုတ်ယဉ်ကျေးမှုထူထောင်နိုင်ခဲ့ကြပါတယ်။စိုက်ပျိုးရေးအပြင်တရုတ်ပြည်ကိုပေါင်းစည်းစေခဲ့တဲ့အခြေခံအကြောင်းရင်းဟာမြစ်ဝါနဲ့ရန်စီမြစ်ကြီးနှစ်သွယ်ဖြစ်ပြီးအဲ့ဒီမြစ်ကြောင်းတစ်လျှောက်ရေလမ်းကနေကုန်စည်တွေတည်ယူပို့ဆောင်နိုင်ခဲ့တယ်လို့ဒီပညာတွေပြန်ပွားရလမ်းကြောင်းတွေဖြစ်လေအသုံးတော်ခံခဲ့ကြပါတယ်။တရုတ်ပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းစိုက်ပျိုးသီးနှံစားနပ်ရိက္ခာနည်းပညာလက်မှုအတက်နဲ့အနုပညာတွေအပြန်လန်ကူးလူခဲ့ကြတာတွေကိုအဲ့ဒီမျက်နှာတွေကမျက်မြင်ဖြစ်ခဲ့ရန်တူပါတယ်။ BC 200ခုနှစ်ဝန်းကျင်ကစတင်ပြီးစံစပါးနဲ့ကောက်နှံပင်တွေကိုရီးယားနဲ့ဂျပန်ပြည်ပတ်စီပြန့်နှံ့ခဲ့တဲ့နောက်တရုတ်တို့ဟာအဲ့ဒီနှစ်နိုင်ငံပေါ်လွှမ်းမိုးခဲ့ပါတယ်။အဲ့နောက်မှာတော့ရင်ပေါအောင်တင်ပြောင်းခဲ့တဲ့စိုက်ပျိုးသီးနှံတွေဒီမကကြေးဝါသုံးလုပ်ခြင်းနည်းပညာတွေပါရာစုနှစ်အနေငယ်တွင်ပြန့်နှံ့သွားခဲ့ပါတယ်။စာရေးနည်းစနစ်တွေလည်းအလားတူဖြစ်ပြီးကိုရီးယားနဲ့ဂျပန်တို့ရဲ့အခရာတွေမှာဆိုရင်အခုတည်းတရုတ်တင်ငေတာတွေပါဝင်နေဆဲဖြစ်ပါတယ်။ဒါပေမဲ့ပထဝီဝင်အနေထားကြောင့်အဲ့ဒီနှစ်နိုင်ငံစလုံးဟာတရုတ်တို့ရဲ့သိမ်းသွင်းဝိုင်းမျိုးခြင်းကနေကင်းလွတ်ခဲ့ကြပါတယ်။သူတို့နှစ်နိုင်ငံစလုံးဟာခိုင်မာတဲ့လူဖွဲ့စည်းတွေကိုစီတည်ထောင်နိုင်ခဲ့ကြပြီးတိုင်းနိုင်ငံအစိုးရတွေယဉ်ကျေးမှုတွေနဲ့ရပ်တည်နိုင်ခဲ့ကြပါတယ်။ပိုလီနီးရှားကိုစပိတ်ပုတ်နဲ့လာတော့အော်စတြေးလျလူမျိုးတွေရဲ့ပြန့်နှံ့မှုဟာဆိုရင်ထိုင်ဝမ်ကျွန်းကနေအစပြုခဲ့ပြီးအရှေ့တောင်အာရှတခွင်အနှံ့လို့ဆိုနိုင်ပါတယ်။ပိုလီနီးရှားကျွန်းတွေအားလုံးကိုဒီမှာကအာဖရိကတိုက်အနီးကမာဒါဂတ်စကာကျွန်းအထိရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။အစပထမတက်ရောက်မှုခံခဲ့ရသူတွေကတော့နီဂရီတိုမျိုးနွယ်စုတွေဖြစ်ပြီးဖိလစ်ပိုင်ကျွန်းမှာနေထိုင်ခဲ့ကြပေမဲ့အော်စတြေးလျမျိုးနွယ်စုတွေပြန့်နှံ့လာခဲ့မှုကြောင့်လူဦးရေလည်းလျော့နေသွားသလိုနေရာဒေသတွေလည်းပြောင်းရွှေ့ပေးခဲ့ရဟန်တူပါတယ်။အခုအခါမှာဆိုရင်တော့ဖိလစ်ပိုင်ကျွန်းရဲ့လူသူအရောက်ပေါက်နေပါရဒေသတွေစီမှာပဲသူတို့ကိုတွေ့ရပြီးမူရင်းမိခင်ဘာသာစကားလေးဆုံးရှုံးသွားခဲ့ကြပါတယ်။ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားဒေသတွေမှာအော်စတြေးလျမျိုးနွယ်စုတွေအလွယ်တကူပြန့်နှံ့ပြီးတက်ရောက်မှုဖြစ်စေခဲ့ရတဲ့အကြောင်းရင်းကတော့အဲ့ဒီချိန်တုန်းကတိုင်းနိုင်ငံအနေနဲ့မပေါင်းစည်းရသေးတာကြောင့်ပါပဲ။တရုတ်ပြည်နဲ့မတူညီပဲအဲ့ဒီနိုင်ငံနှစ်နိုင်ငံဟာပုံမသိငယ်ပြီးတကွဲတပြားစီဖြစ်နေကြတဲ့ပိုင်နယ်ကလေးတွေဖြစ်တည်ရှိနေခဲ့ကြပါတယ်။အော်စတြေးလျလူမျိုးတွေရဲ့မူလဇာတိကတော့ထိုင်ဝမ်ကျွန်းပဲဖြစ်ပါတယ်။တရုတ်ပြည်တောင်ပိုင်းနဲ့ထိုင်ဝမ်ကျွန်းတွေမှာပဲတွေ့ရှိရတဲ့ဒါပင်ခန်းယဉ်ကျေးမှုပုံစံအိုးသွန်းလုံးမှုတွေငါးရိုးနဲ့ခရုကမာခွန်တွေကိုအဲ့ဒီဒေသဝင်းကျင်မှာတူးဖော်ရရှိခဲ့တာကြောင့်အထောက်အထားရအဲ့ဒီလိုညွှန်ပြနေတယ်ဆိုနိုင်ပါတယ်။နီယိုလစ်တစ်ခေတ်ကြောက်ခေတ်နောက်ပိုင်းကာလများအစာပိုင်းမှာထိုင်ဝမ်အခြေစိုက်ဒေသခံတွေဟာပင်လယ်ရင်နယ်ပိုင်းအတွက်ငါးဖမ်းဖို့လေသမောဆောက်လုပ်ခြင်းတွေစတင်ခဲ့တဲ့ဆိုတဲ့အချက်ကလည်းဒါကိုထောက်ခံနေတယ်လို့
ထိုင်ဝမ်ရေလက်ကြောက်ဖြတ်တန်းပြီးကုတန်းရောင်းဝယ်ခဲ့ကြတဲ့ကုန်သွယ်ရေးကြောင့်လည်းရေလန်းခီးကျွမ်းကျင်မှုအတွက်လေ့ကျင့်ရနေရလို့ဖြစ်နေခဲ့ဟန်တူပါတယ်။အော်စတြေးလျလူမျိုးတွေဟာထိတ်တန်းကောင်းမွန်လာတဲ့လေသမောတွေကိုတိစောက်နိုင်စွမ်းရှိပြီးရေကြောင်းခရီးလည်းကျွမ်းကျင်သူတွေဖြစ်တာကြောင့်သူတို့ရဲ့ပြန့်နှံ့သွားမှုဟာအဲ့ဒီခေတ်အခါကအတိုင်းအဆနဲ့ဆိုအတော့ကိုအလန့်ကျဲခဲ့ဆိုနိုင်ပါတယ်။အော်စတြေးလျလူမျိုးတွေပြောဆိုတဲ့ဘာသာစကားဟာလည်းသူတို့ရောက်ရှိခဲ့ရအရက်ဒေတာတွေစီပြန့်နှံ့ခဲ့ပြီးဒီကနေ့မှာတော့လူမျိုးပေါင်း350ကျော်ပြောဆိုနေကြတဲ့ဘာသာစကားပေါင်း1200တို့ရဲ့ဘာသာဗေဒအခြေခံတို့ဟာအော်စတြေးလျကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပဲအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့ရဲ့ဘာသာစကားပေါင်းမြောက်များစွာကဝါဟာရတွေအတော်များများဟာအဓိပ္ပာယ်ချင်းတွေဆင်တူနေကြတာပါပဲ။ဥပမာအာကူသို့မဟုတ်အာကိုဆိုတာဟာကျွန်တော်အာနက်ဆိုတာဟာခလေးခိုကဲလက်သို့မဟုတ်ဆိုကဲလက်ဆိုတာဟာချောကလက်ကိုဆိုလိုကြတာဖြစ်ပါတယ်။အရှိတောင်အာရှပိုလီနီးရှားနဲ့မဒါဂတ်စကာဒေသခံတွေဟာရုပ်ရည်သွင်းပင်ချင်းအတော်ဆင်တူကြပါတယ်။အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့ဟာအိုးလုတ်ချင်းကိုတောင်တရုတ်တို့စီကနေအမွေဆက်ခံခဲ့ကြပါတယ်။ဒါပေမဲ့နယူးဂီနီဒေသခံတွေကတော့အော်စတြေးလျလူမျိုးတွေနဲ့ရုပ်ရည်အရာရောဘာသာစကားရပါနည်းနည်းမှဆင်တူခြင်းမရှိပါဘူး။သူတို့လည်းပဲအိုးလုတ်ချင်းကိုတက်မြောက်ကြပေမဲ့သူတို့ပြုလုပ်ကြတဲ့အိုးတွေဟာအစားတောက်ချက်ပြုတ်ဖို့မဟုတ်ပဲအနုပညာတည့်အနေနဲ့ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။အိုးလုတ်ချင်းအနုပညာဟာနယူးဂီနီတဝန်းလုံးပြန့်နှံ့တာတော့မဟုတ်ပါဘူး။တချို့မျိုးနွယ်စုတွေပဲတက်မြောက်ကြတာဖြစ်ပါတယ်။ဥရောပကိုလိုနီတွေမတိုင်ခင်ရာစုနှစ်တစ်ခုလောက်ပိုရှိကြတဲ့အဲ့ဒီ1400လောက်မှာကတည်းကပစိဖိတ်ကျွန်းတွေကိုဝင်ရောက်နေရလူခဲ့ကြတာဟာအာရှသားတွေဖြစ်နေခဲ့ပါတယ်။နောက်ဆုံးအဲ့ဒီဒေသတွေကိုဥရောပနယ်မြေချက်ထွင်သူတွေရောက်ရှိလာတဲ့အခါသူတို့ရဲ့နည်းပညာတွေနဲ့တခြားအားသာချက်တွေဟာအရှိတောင်အာရှနဲ့ပစိဖိတ်ကျွန်းတွေမှာကိုလိုနီအဖြစ်ထူထောင်စေခဲ့တာမှန်ပေမဲ့ဒေသခံယောဂပုံမာတွေနဲ့စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုတွေဟာဥရောပသားတွေကိုနယ်မြေများစုမှာခြေမဆိုင်နိုင်အောင်ကာကွယ်ပေးထားနိုင်ခဲ့ပါတယ်။အဲဒါကြောင့်နယူးဇီလန်၊နယူးကာလီဒိုနီးယားနဲ့ဟာဝိုင်လိုလူသူအရောက်ပေါက်နေသည့်ကျွန်းတွေဥရောပရာသီဥတုနဲ့ခက်ဆင်ဆင်ရှိတဲ့ဒေသတွေမှာပဲအခြေစိုက်နိုင်ခဲ့ကြပါတယ်။အမေရိကတို့ဩစတြေးလျတို့နဲ့မတူပဲအရှေ့အာရှနဲ့ပစိဖိတ်ကျွန်းစုဒေသတွေမှာတော့နယ်မြေများစုကိုအရှေ့အာရှနဲ့ပစိဖိတ်ကျွန်းသူကျွန်းသားတွေကပဲဆက်လက်စိုးမိုးထားနိုင်ခဲ့ပါတယ်။အရှေ့ကမ္ဘာအချမ်းနဲ့အနောက်ကမ္ဘာအချမ်းတို့အစုံယူရေးရှားနဲ့အမေရိကတို့ဟာနီလန်ပေါင်းများစွာနဲ့ကိုကွဲပြားခြားနားလာပါတယ်။အဲ့လိုကွဲပြားခြားနားမှုတွေကပဲသူတို့ရဲ့ကံကြမ္မာကိုပြဋ္ဌာန်းပေးခဲ့ပါတယ်။ယူရေးရှားမှာဆိုရင်တော်ရင်တိရစ္ဆာန်တွေပေါ်များပြီးအထူးသဖြင့်နှုတ်တိုက်တတ္တဝါကြီးတွေဖြစ်တဲ့နွားတို့စိတ်တို့ကအဓိကကြပြီးအသားနဲ့နှုတ်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ရေကျွေးဟာဆိုရင်တောင်သူလယ်သမားတွေအတွက်ထွန်ရရမှာအထောက်အကူဖြစ်စေပါတယ်။မြင်းတွေဟာဆိုရင်လည်းဝင်းစည်းစလဲတဲယူနိုင်ပြီးလဲဆွဲရမှာအသုံးပြုနိုင်ပါတယ်။နောက်ပြီးစစ်တိုက်တဲ့နေရာမှာလည်းအင်မတန်သုံးဝင်လာပါတယ်။အဲဒီလိုရင်ပါအောင်မွေးမြူပြီးအသွင်ပြောင်းထားတဲ့တတ္တဝါမျိုးစိတ်တွေဟာအမေရိကန်ဒေသခံတွေမဟုတ်ကြပါဘူး။အမေရိကမှာတွေ့နိုင်တာကလာမားနဲ့အယ်ဘာကကလအုပ်တွေပဲဖြစ်ပြီးသူတို့စီကနေသုံးမွေးနဲ့အသားတွေထုတ်ယူနိုင်တာတည်ယူပို့ဆောင်ရေးအတွက်အသုံးပြုနိုင်တာမှန်ပေမဲ့လဲထုံဖို့နဲ့လဲဆွဲဖို့တော့အသုံးပြုလို့မရပါဘူး။အဲ့ဒီထက်ပိုဆိုတာကစစ်တိုက်တဲ့နေရာမှာအသုံးဝင်ကြပါဘူး။နောက်ထပ်ကွဲပြားချက်ကတော့အလေးကျပတ်ရောက်တဲ့တောရိုင်းပင်အမျိုးအစားတွေပဲဖြစ်ပါတယ်။အမေရိကမှာဆိုရင်ပရိုတိန်းအသားဓာတ်အနည်းငယ်ပဲပါဝင်နေပြောင်းအဓိကထားစားသုံးနေကြပေမဲ့ယူရေးရှားရဲ့အစားအသောက်ထုတ်လုပ်မှုမှာပရိုတိန်းအသားဓာတ်အများပြားပါဝင်တဲ့ကောက်နှံပင်မျိုးစိတ်တွေအဖြစ်ပါလီမူယောစပါနဲ့ဂျုံတွေကိုအားကိုးနိုင်ပါတယ်။အဲ့လိုစိုက်ပျိုးပင်မျိုးစိတ်တွေဟာယူရေးရှားမှာပုံများပြီးမျိုးစီတွေကိုလည်းမြေကြီးတွေကိုလက်နဲ့ထိုးသွင်းစိုက်ပျိုးနေဖို့မလိုပါဘူး။မျိုးစီတွေကိုလယ်ကွင်းထဲမှာပတ်ကျဲလိုက်ရုံနဲ့အပင်ပေါက်လာမှာဖြစ်ပါတယ်။နှုတ်တိုက်တတ္တဝါအကြီးစားတွေပိုင်ဆိုင်ထားတဲ့ယူရေးရှားမှာဆိုရင်လယ်ကွင်းတွေကိုလက်နဲ့တူးဆွထွန်ရက်နေဖို့မလိုပါဘူး။ထုံတော့အဲ့ဒီမွေးမြူရေးတိရစ္ဆာန်တွေမှာတက်ဆင်ပေးလိုက်ရင်လူတွေရဲ့လိုအောင်အများကြီးတက်တာသွားစေမှာဖြစ်ပါတယ်။အဲ့ဒီမွေးမြူရေးတိရစ္ဆာန်တွေရဲ့စွန့်ပစ်အငြိကျေးတွေဟာလည်းမြေဩဇာဖြစ်လာပြီးသီးနှံတွေကိုပုံမှုဖြစ်ထွန်းစေပါတယ်။အဲ့ဒီအရာတွေအားလုံးအမေရိကမှာရှိမနေခဲ့ပါဘူး။ယူရီးရှားဒေသရဲ့မွေးမြူရေးတိရစ္ဆာန်တွေနဲ့လူသားတွေလက်ပွန်းတတိနေထိုင်ခဲ့ရကယောဂပိုးမွှားတွေကူးစက်ခဲ့ကြပါတယ်။အဲ့လိုကူးစက်ယောဂတွေဟာယူရီးရှားတိုက်သားတွေဖို့ခန္ဓာရင်ရှိခဲ့ကြပေမဲ့အဲ့ဒီယောဂပိုးမွှားတွေနဲ့ထိတွေ့ဘူးခြင်းမရှိခန္ဓာရင်လည်းမဖွံ့ဖြိုးခဲ့တဲ့အမေရိကဒေသခံတွေကတော့ကမ္ဘာအရှေ့ချမ်းနဲ့အနောက်ချမ်းတွေ့ဆုံမှုမှာတန်ပေါင်းများစွာတည်ကြည်ပျက်စီးခဲ့ကြပါတယ်။လေယာသုံးမွေးမြူရေးတိရစ္ဆာန်တွေနဲ့ထွင်ရဆိုင်ပြရမှာစားသောက်ကုန်တွေအပိုရှင်ထွက်ရှိလာတာကြောင့်ယူရီးရှားဒေသရဲ့လူဦးရေရဲ့အချိုးစားတော်များများဟာနေစတူကအစားအစာရှာဖွေခြင်းတာဝန်ကနေကင်းလွတ်လာခဲ့ကြပါတယ်။အမေရိကမှာကျတော့လူဦးရေအများစုဟာအမဲလိုက်ပြီးတည်တည်တည်ခူးဆွတ်ကြူတွေပြည့်ပဲအသက်မွေးကြပါတယ်။အုပ်စုဖွဲ့ငယ်တွင်နေထိုင်ကြသူအကုန်လုံးနေစဉ်စားသောက်မဲ့အစားအစာအတွက်ရှာဖွေနေရခြင်းဟာသူတို့ရဲ့အဓိကအားနည်းချက်ပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပဲစာရင်းဒီစနစ်တွေနည်းပညာတွေနဲ့လူမှုအဆောက်အအုံတွေတည်ဆောက်ဖို့ကြီးစွာသောအဟန့်အတားဖြစ်စေခဲ့ပါတယ်။အမေရိကနဲ့ယူရေးရှားတို့အကြားနည်းပညာနဲ့ပဲကွာဟချက်တွေကိုတတ်တူသွန်းလုပ်ခြင်းဆက်လက်နဲ့စက်ကရိယာဘိန်းနဲ့တမော်တွေတီထွင်ထုတ်လုပ်နိုင်ခြင်းတို့မှာအထင်ရှားတွေ့မြင်နိုင်ပါတယ်။ဂျင်းနီဂျေးဝါနဲ့တန်သက်သူတွေဟာဆိုရင်
ယူရေးရှားမှာကြည်ကြည်ပြည့်ပြည့်အသုံးပြုကြပြီးလက်နက်ကိရိယာမျိုးဖန်တီးရမှာအင်မတန်သုံးဝင်ကြပါတယ်အမေရိကမှာတော့ကျင်းဒီမျိုးပဲထွက်ရှိပေမဲ့လက်နက်ကိရိယာတွေကိုတက်သားအယိုးနဲ့ကြောက်ထွင်းပြီးတော့ပဲအထက်ကအသုံးပြုခဲ့ကြပါတယ်ဆက်လက်တွေမှာဆိုရင်ယူရေးရှားပို့ပြီးတိုးတက်ဖွံ့ဖြိုးခဲ့ပါသေးတယ်ဗဘဲပညာရှင်တွေကတတုကိုရင်ပေါင်းသုံးလုံနိုင်ခဲ့ကြပြီးတန်ချက်အင်ဂျီတန်ခမောက်ဓမြောင်အဲမောင်းလှန်ရှည်နဲ့တရှိတွေပြုတ်လို့တဲ့အထက်ပညာတွေမှာကျွမ်းကျင်ခဲ့ကြပါတယ်ဒါပေမဲ့အမေရိကမှာတော့တင်းပုတ်တွေပစိန်တွေပဲရှိပြီးတက်သားတွေကြောက်တုံးတွေပဲပြုတ်လုပ်ထားကြတာဖြစ်ပါတယ်မြင်းတွေကလည်းစစ်ရေးတိုက်ခိုက်မှုတွေမှာယူရီရှားဖွားတွေဖို့အမြန်နှုံးအရာရောမြင့်မားမှုအရာပါအသာစီးရရှိစေခဲ့ပါတယ်အဲဒါကြောင့်အမေရိကဒေသခံတွေရဲ့ရိုးရှင်းတဲ့စစ်လက်နက်တွေဟာကိုလိုနီနယ်ချဲ့သူယူရီရှားသားတွေရဲ့အစစ်မြစ်စစ်လက်နက်တွေမြင့်တက်တွေနဲ့ရှင်းပြိုင်နိုင်စွမ်းမရှိခဲ့ပါဘူးမြင်းတွေနဲ့ကျွဲနာတွေအသုံးပြုပြီးထော်ရက်တာတွေစုံလှဲ့တာတွေကနေဆက်ရန်တရားတွေအစပြုခဲ့တာဖြစ်ပါတယ်ယူရီရှားလေသမားတွေဟာအဲ့ဒီမွေးမြူရေးတိရစ္ဆာန်တွေရဲ့အင်အားကိုအသုံးပြုပြီးစံကြုံတွေကြိတ်တာရေတယ်ယူတာနဲ့လေကွင်းတွေကိုဆယ်ရည်သွင်းတဲ့နေရာတွေမှာအသုံးပြုခဲ့ကြပါတယ်အမေရိကမှာတော့အဲ့လိုလုပ်ငန်းဆောင်တာတွေအားလုံးအတွက်လူတွေရဲ့လက်ကိုပဲအားကိုးစရာရှိခဲ့ပါတယ်အလေခေတ်အစောပိုင်းလောက်မှာကတည်းကဤပညာအဖြစ်မွေးမြူရေးတိရစ္ဆာန်တွေရေအားတွေလေအားတွေနဲ့ဘင်းကိုတွဲဆက်ပေးလိုက်ရမှာလက်ရစိုက်ပျိုးရေးတွေမှာကွန်ထရိုးလုပ်မှုမှာပါများစွာတိုးတက်စေခဲ့ပါတယ်အဲဒါကြောင့်ပဲတကြားစားအဝတ်အထည်နဲ့စက်ကူတွေထုတ်လုပ်နိုင်စေခဲ့ပါတယ်1992ခုနှစ်ဝန်းကျင်ယူရီရှားအထူးသဖြင့်ဥရောပမှာဆယ်ရန်နေရာတွေနဲ့ကုန်ပစ္စည်းထုတ်လုပ်မှုတွေတွင်တွင်ကြဲကြဲလဲပတ်နေပြီးဖြစ်ပေမဲ့အမေရိကမှာတော့လူရင်အားနဲ့စိုက်ပျိုးထုတ်လုပ်မှုကကြီးစိုးဆဲဖြစ်ခဲ့ပါတယ်စက်မှုလုပ်ငန်းဆိုင်ရာထုတ်လုပ်မှုဟာလည်းတန်မဏိကိုအခြေခံတည်ဆောက်ထားတယ်ဆိုတာအထူးအထွေရှင်းပြဖို့လိုမယ်မထင်ပါဘူးဥရောပသားတွေဟာပင်လယ်ရေလမ်းသွားလာရေးမှာလည်းကျွမ်းကျင်ခဲ့ကြပြီးသမောဆောက်လုပ်ခြင်းနည်းပညာတွေလည်းအစစ်မြင်ခဲ့ကြပါတယ်သူတို့ရဲ့ပင်လယ်ကူးသမောကြီးတွေမှာအမြောက်တွေတန်လိုက်အိမ်မြောင်တွေလည်းတက်ဆင်ထားပြီးအနောက်ကဘာချမ်းစီဖြစ်ကူးလာခဲ့ကြတာဖြစ်ပါတယ်ဖရန်စစ်ကိုပီဇာရိုဟာပီရူးကိုဆက်ရောက်ခဲ့ပြီးတဲ့နောက်ရေလမ်းခရီးကိုဖောင်နဲ့သွားလာနေတဲ့အမေရိကဒေသခံတချို့ကိုပန်းစီပြီးသတင်းထောက်လန်းမေးမြန်းခဲ့ပါတယ်အမေရိကမှာတော့ရေလမ်းခရီးသွားလာဖို့အတွက်တခုတည်းသောနည်းပညာဟာဖောင်ဖြစ်နေခဲ့ပါတယ်စာရေးနည်းစနစ်ရှိထားခြင်းဟာလည်းကိုလိုနီနယ်ပယ်ချဲ့ထွင်သူတွေအတွက်အားသာချက်များစွာဖြစ်စေခဲ့ပါတယ်အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့တိုင်းနိုင်ငံခေါင်းဆောင်တွေဟာကုန်သွယ်ရေးနဲ့အုပ်ချုပ်မှုကိုစာရေးနည်းစနစ်တွေနဲ့အကောင့်ထဲပေါ်ခဲ့ကြတာပါအမေရိကဒေသခံတွေကတော့စာရေးစာဖတ်လည်းလုံးဝမတက်မြောက်ခဲ့ကြပဲသူတို့နေမြေတွေစီကျူးကျော်ဝင်ရောက်လာသူတိုင်းတစ်ပါးသားတွေအကြောင်းကိုရောအဲ့ဒီသူတွေရဲ့မူလဇာတိဘဲကလည်းဆိုတော့ရောနှကန်းတစ်လုံးမှမသိထားခဲ့ကြပါဘူးအဲ့ဒါကြောင့်ပဲအလွယ်တကူတိုက်ခိုက်သိမ်းပိုက်ခံရတာလှည့်စားဖျားယောင်းခံခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီလိုအစစ်မြင့်နည်းပညာတွေလက်နက်တွေကွာခြားမှုကြောင့်ပဲအင်အားကြီးမားလာတဲ့အင်္ဂါနဲ့အက်စတက်အင်ပါယာတို့ဟာနယ်ပယ်ချဲ့တွင်သူလက်တဆုပ်စာလူနည်းစုရဲ့လက်အတွင်းကိုကြာဆင်းခဲ့ရပါတယ်1492ခုနှစ်ကနေ1666ခုနှစ်အထိဥရောပရဲ့တိုင်းနိုင်ငံတွေဖြစ်ကြတဲ့ဒိန်းမတ်၊ဆွီဒင်၊ပြင်သစ်၊အင်္ဂလန်၊ပေါ်တူဂီနဲ့စပိန်တို့ဟာအမေရိကအနှံ့ကလူအုပ်စုအဖွဲ့ငယ်တွေမျိုးနွယ်စုငယ်မျိုးနွယ်စုကြီးတွေပေါင်းမြောက်များစွာတင်သွင်းနိုင်ခဲ့ကြပါတယ်အဲ့ဒါတွေမှာကဘာတလွှားလူသူရောက်ပေါက်နေပါလာတဲ့နယ်မြေဒေသတွေကိုလည်းအဲ့လိုပဲတနက်တွေယောဂပိုးမတွေနဲ့တန်မဏိတွေကိုအခြေပြုပြီးဆက်လက်သိမ်းပိုက်ခဲ့ကြပါတယ်အာဖရိကသမိုင်းအမေရိကန်နဲ့ဥရောပတိုက်သားအများစုတို့ဟာအာဖရိကဒေသခံဆိုရင်လူမဲအာဖရိကလူပြူဆိုရင်အခြေစိုက်ရွှေ့ပြောင်းလာတာမကြသေးဘူးအာဖရိကသမိုင်းမှာဆိုရင်လည်းဥရောပကိုလိုနီနယ်မြေချဲ့ထွင်ရင်းနဲ့ကျေးကျွန်ရောင်းဝယ်ခြင်းစနစ်အကြောင်းထင်မှတ်မှလေးရှိကြပါတယ်အဲ့ဒီလိုအာဖရိကဒေသခံတွေကလူမဲတွေအမေရိကန်တွေမှတ်ယူရခြင်းဟာလည်းအမေရိကစီကိုလူမဲကျေးကျွန်တွေအများပြားတည်ဆောင်ခဲ့တာကြောင့်ဒီချက်ကိုကွက်မြင်ခဲ့ကြလို့ပဲဖြစ်ပါတယ်ဒါပေမဲ့အာဖရိကကလူမဲတွေနေတူအခြားသောလူမျိုးစုတွေဟာလည်းလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကနန်းများစွာကတည်းကအခြေစိုက်နေထိုင်လာခဲ့ကြပြီးအာဖရိကလူမဲတွေကိုယ်တိုင်လူမျိုးပေါင်းစုံရှိနေတာကိုတွေ့မြင်နိုင်ပါတယ်အာဖရိကဒေသကိုမျက်နှာပြူကိုလိုနီချဲ့ထွင်ရေးသမားတွေမရောက်ရှိခင်ကတည်းကလူမဲတွေကြီးနေထိုင်ခဲ့တာမဟုတ်ပဲကမ္ဘာအဓိကလူမျိုးနယ်ကြီး6ခုနဲ့9ခုကိုအာဖရိကမှာတွေ့မြင်ရပြီးအဲ့ဒီထဲကမှလူမျိုးနယ်3ခုဟာအာဖရိကတိုင်းရင်းစာတီဖြစ်ကြပါတယ်ကမ္ဘာဘာသာစကားပေါင်းများစွာတို့ရဲ့၄ပုံတစ်ပုံကိုအာဖရိကမှာပြောဆိုကြပြီးလူမျိုးပေါင်းစုံဘာသာစကားပေါင်းစုံတွေ့မြင်ရဆုံးကုန်းမြေတိုက်ကြီးလို့ဆိုနိုင်ပါတယ်အာဖရိကရဲ့လူမျိုးပေါင်းစုံရောနှောတည်ရှိနေမှုဟာပထဝီဝင်နယ်မြေအနေအထားမျိုးမျိုးနဲ့ရှေးကြာလာပြီဖြစ်တဲ့တမိုင်းမတင်မီကာလာပေါင်းများစွာရဲ့အကျိုးဆက်တွေကြောင့်လို့ဆိုနိုင်ပါတယ်ကမ္ဘာပေါ်မှာအချောက်တွေဆုံးတဲကန်နိုင်ရတွေအကြီးမားဆုံးအပူပိုင်းတစ်တော်တွေနဲ့အမြင့်မားဆုံးအီကွေတာတောင်တန်းဒေသတွေပိုင်ဆိုင်ထားသလိုတောင်ကနေမြောက်အထိတမပိုင်းစုံတွေဒီရှိရာတစ်ခုတည်းသောကုန်းမြေတိုက်ကြီးလည်းဖြစ်ပါတယ်အာဖရိကကကမ္ဘာပေါ်မှာလူသားတွေနေထိုင်ခဲ့တဲ့ရှေးကြာဆုံးနယ်မြေလို့ဆိုနိုင်ပြီးလူသားတွေရဲ့ဘိုးဘေးတွေဟိုမိုဆေပီယန်ခေါ်တဲ့အသိဉာဏ်ရှိသောလူတွေစတင်ပေါ်ထွက်ခဲ့ရတဲ့ဒေသလည်းဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း9000တွင်အာဖရိကရဲ့များပြားလာတဲ့လူမျိုးတွေကြားအပြန်အလှန်ဆက်ဆံမှုတွေမှာအရေးပါဆုံးရွှေ့ပြောင်းနေထိုင်မှုနှစ်ခုပြပါဆိုရင်တော့ဘန်ဒူရွှေ့ပြောင်းခြင်းနဲ့မာဒါဂတ်စကာကျွန်းစီကိုအင်ဒိုနီးရှား
အော်စတြေးလျရွှေ့ပြောင်းခြင်းတွေကိုပြသရပါလိမ့်မယ်အဲ့လိုလူမျိုးစုတွေရွှေ့ပြောင်းခြေချမှုတွေနဲ့လူမျိုးစုအချင်းချင်းကြားအပြန်အလှန်ကိုလူဆက်ဆံမှုတွေဟာတက်ရောက်မှုများစွာရှိခဲ့ပြီးဘယ်ဒေသစီကိုဘယ်လူမျိုးတွေကဘယ်လူမျိုးတွေအရင်ကနဦးရောက်ရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကပဲဒီကနေ့အာဖရိကသမိုင်းကိုပုံဖော်နေခဲ့တာဖြစ်ပါတယ်အဲ့ဒါဆိုရင်အဓိကလူသားမျိုးနွယ်စုကြီး၅မျိုးဟာဒီကနေ့အာဖရိကမှာဘယ်လိုပြန့်နှံ့နေထိုင်ခဲ့ကြတာပါလဲတခြားလူမျိုးစု၄မျိုးဟာဘယ်တွေရောက်ကုန်လို့အာဖရိကလူမျိုးတွေလိုပဲအမေရိကန်တွေလူသိများတာလေရောမအင်မာယာခေတ်တုန်းကလိုရေးမှတ်ထားတဲ့မှတ်တမ်းမှတ်ရာထောက်ထားတွေဘာမှမရှိပါပဲစာရေးသားမှုမပေါ်ထွန်းခင်ကအာဖရိကသမိုင်းအကြောင်းအမေးပုတ်စာတွေကိုဘယ်လိုများဖြေဆိုနိုင်မှာပါလဲတကယ်တော့အာဖရိကသမိုင်းဟာဗေဒီများစွာရှိနေစေဖြစ်ပြီးအဲ့ဒီထက်အစိပ်ပိုင်းငယ်ကိုပဲဖြေဆိုနိုင်သေးတယ်ဖြစ်ပါတယ်အာဖရိကမှာနေထိုင်ကြတဲ့အဓိကလူမျိုးနွယ်ကြီး၅ခုဟာ AD 1000မှာအခြေချပြီးဖြစ်ပါတယ်တာမန်လူတွေကတော့သူတို့ကိုလူမဲလူပြူအာဖရိကပစ်ဂမီခွိုင်ဆန်နဲ့အာရှလူမျိုးတွေလို့ခေါ်ဆိုကြပါတယ်အာဖရိကလူမဲတွေကတော့ကုန်းတွင်းပိုင်းမှာနေထိုင်ကြပြီးပစ်ဂမီနဲ့ခွိုင်ဆန်လူမျိုးတွေဟာလည်းအလားတူဖြစ်ပါတယ်လူပြူတွေနဲ့အာရှဇက်တွေကတော့အာဖရိကအပြင်ဘက်ပိုင်းတွေမှာနေထိုင်ကြပါတယ်မဒါဂတ်စကာမှာတော့အော်စတြေးလျအင်ဒိုနီးရှားနဲ့လူမဲတွေနေထိုင်ကြပါတယ်အဲ့လူမျိုးတွေကြီးအားလုံးဟာလူသားမျိုးနဲ့အဓိကကွာခြားပုံဖော်ပြနေပြီးချွင်းချက်အနေနဲ့အော်စတြေးလျဒေသခံတွေမပါဝင်တာပဲရှိပါတယ်အာဖရိကလူမဲနဲ့လူပြူတွေဆိုတော့အထူးတလည်းရှင်းပြဖို့မလိုပါဘူးအမေရိကန်နဲ့ဥရောပတိုက်သားများစုဟာနားလည်ကြပြီးဖြစ်ပါတယ်လူမဲတွေဟာအာဖရိကအနောက်ဘက်ကမ်းခြေဒေသဇာတိဖြစ်ပြီးအာဖရိကအရှေ့ဘက်ခြမ်းတစ်လျှောက်နေထိုင်ကြပါတယ်AD 1400ဝန်းကျင်မှာတော့အာဖရိကဒေသအများစုလူမဲတို့အခြေချပြီးဖြစ်ပါတယ်အာဖရိကလူပြူလို့ဆိုနိုင်တဲ့လူမျိုးနွယ်တွေကလည်းအီဂျစ်လစ်ဗျားမော်ရိုကိုတို့လိုမြောက်ပိုင်းကမ်းခြေဒေသတွေနဲ့ဆာဟာရမြောက်ပိုင်းတွေမှာနေထိုင်ကြပါတယ်လူမဲတွေနဲ့ကွဲပြားစွာပဲအသားရည်ဖြူစပြီးစပင်လဲဖြောင်တန်းတာကြောင့်ဥရောပတိုက်သားတွေနဲ့အလွယ်တကူပဲမှားယွင်းနိုင်တဲ့အထိဖြစ်ပါတယ်အာဖရိကရဲ့လူမဲရောလူပြူတို့ပါလေယာစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေပေါ်မိခိုရှင်းတန်ကြပါတယ်ပစ်ဂမီနဲ့ခွိုင်ဆန်လူမျိုးနွယ်တွေဟာအမဲလိုက်ပြီးတတိတိကိုစုဆောင်သူတွေဖြစ်ကြပြီးစိုက်ပျိုးရေးသီးနှံတွေရောမွေးမြူရေးတိရစ္ဆာန်တွေရောမပိုင်ဆိုင်ကြပါဘူးလူမဲတွေလိုပဲနတ်မောင်နဲ့သားရည်နဲ့တွတ်လိုက်နေစပင်တို့ကိုပိုင်ဆိုင်ကြပါတယ်ဒါပေမဲ့ပစ်ဂမီတွေမှာအာဖရိကလူမဲတွေနဲ့ကွာခြားချက်ကကိုလုံးကိုတဲ့သိငယ်ပြီးအသားရည်ဟာအနက်ထက်အနီရောင်တန်းတာပဲဖြစ်ပါတယ်မျက်နှာနဲ့ကိုယ်ခန္ဓာအမွေးမြင်နဲ့ပိုးပြီးထူထဲကြပါတယ်နှစ်ဖူးမျက်လုံးနဲ့သွားတွေပိုးပြီးထင်ရှားမြင်သာရှိပါတယ်ပစ်ဂမီအများစုကတော့အမဲလိုက်တည်တည်ခုလူမှုပုံစံနဲ့အာဖရိကလယ်ပိုင်းမိုးတစ်တော်တွေအတွင်းမှာနေထိုင်ကြပြီးအိန္ဒိချင်းဒေသလူမဲလေယာစိုက်ပျိုးရေးသမားတွေနဲ့ကုန်စည်ဖလှယ်တက်ကြပါတယ်ခွိုင်ဆန်လူမျိုးတွေကတော့အမေရိကမှာလူတည်အနည်းဆုံးဖြစ်ကြမယ်ထင်ပါတယ်အာဖရိကတောင်ပိုင်းဒေသတွေမှာနေထိုင်ကြပြီးအမဲလိုက်တည်တည်ခုတဲ့အုပ်စုအဖွဲ့ငယ်တွေဖြစ်အနေများကြပါတယ်ဒေးငယ်တဲ့အုပ်စုတွေကိုစန်လို့ခေါ်ဆိုကြပြီးအုပ်စုကြီးတွေကိုခွိုင်လို့ခေါ်ဆိုကြပါတယ်အခုခါမှာတော့သူတို့ကိုဟော်ဒန်တော့နဲ့ Bushman လို့ခေါ်ဆိုတာပုံမှန်နှစ်သက်လက်ခံကြောင်းသိရပါတယ်ခွိုင်ဆန်လူမျိုးစုတွေဟာအာဖရိကလူမျိုးတွေနဲ့မတူကြပဲအသားရည်ခောက်ဝါဖြစ်ပြီးစပင်ကတော့အတော့တွန့်လင်ကြပါတယ်ခွိုင်ဆန်မျိုးသမီးတွေဟာတင်ပါမှာအစီတွေများစွာစုဝေးနေပြီးကြီးမားတဲ့ရွယ်စားကြောင့်လူတီများကြပါတယ်ဥရောပကိုလိုနီချဲထွင်သူတွေရောက်ရှိပြီးတဲ့နောက်ပြစ်ခတ်တပ်ဖြတ်တာတွေနေရအတင်းကျပ်ပြောင်းရွှေ့စေတာတွေယောဂပုံမှန်များကူးစက်ခံရတာတွေကြောင့်လူဦးရေတိတတာညော်နေသွားခဲ့ပါတယ်ရောက်ရှိလာတဲ့မျက်နှာဖြူတွေနဲ့အိမ်အောင်ကျသူတွေလက်ရှိတာကြောင့်မျိုးဆက်တဲ့အများပြားကိုတောင်အာဖရိကနိုင်ငံအဝန်းမှာတွေ့ရှိနိုင်ပါတယ်ခွိုင်ဆန်လူမျိုးတွေအများစုကိုတော့စိုက်ပျိုးရေးလုပ်ကိုင်လို့မရတဲ့နမီဘီယန်တဲကန်နိုင်ငံအတွင်းမှာတွေ့မြင်ရစေဖြစ်ပြီး The Gods Must Be Crazy ရုပ်ရှင်ဇာတ်လမ်းနဲ့လူတီများလာခဲ့ကြပါတယ်အာဖရိကမြောက်ပိုင်းဒေသတွေမှာလူပြူတွေနေထိုင်မှုကတော့အထူးဆန်းမဟုတ်လာပါဘူးဥရောပအနောက်တောင်အာရှနဲ့နယ်မြေချင်းဆက်ဆံနေပြီးတမိုင်းတစ်လျှောက်ကူးချီတန်းချီနေထိုင်ခဲ့ကြတဲ့အထောက်အထားတွေလည်းပြည့်နေနေခဲ့ပါတယ်အာဖရိကရဲ့ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့အာဖရိကလူမျိုးတွေပစ်ဂမီတွေနဲ့ခွိုင်ဆန်လူမျိုးစုတွေပြန့်နှံ့နေထိုင်ကြပုံကိုပဲဒီအခန်းမှာအလေးပေးဖော်ပြသွားပါမယ်နောက်ထပ်ကျန်ရှိတဲ့လူမျိုးတွေကတော့မာဒါဂတ်စကာကျွန်းမှာနေထိုင်ကြသူတွေပဲဖြစ်ပါတယ်အဲဒီကျွန်းဒေသခံတွေကတော့သူတို့နဲ့အနီးကပ်ဆုံးတည်ရှိတဲ့အာဖရိကလူမျိုးတွေနဲ့အရှေ့တောင်အာရှလူမျိုးတွေပေါင်းစပ်ထားတာဖြစ်ကြောင်းမျိုးဗီဇအထောက်အထားတွေကသိရှိရပါတယ်ပြောဆိုကြတဲ့ဘာသာစကားတွေဟာလည်းအာဖရိကလူမျိုးဘာသာစကားနဲ့အာရှတို့ရောနှောထားတာဖြစ်ပြီးအော်စတြေးလျကနေဆက်သက်လာတာဖြစ်ကြောင်းထင်ရှားလာပါတယ်မာဒါဂတ်စကာနဲ့မိုင်ပေါင်း4000ကျော်ကွာဝေးပြီးအိန္ဒိယသမုဒ္ဒရာဂျားခံနေတဲ့ဘော်နီယိုကျွန်းကမယန်ဘာသာစကားနဲ့အများကြီးဆင်တူတာကိုတွေ့ရပါတယ်တက္ကရာ1500ဝန်းကျင်မှာမာဒါဂတ်စကာကျွန်းဥရောပတိုက်တော်တွေစတင်ရောက်ရှိချိန်ကြတော့အော်စတြေးလျဘာသာစကားနဲ့ယဉ်ကျေးမှုတွေအခြေချပြီးဖြစ်နေအောင်တွေ့ခဲ့ရပါတယ်စတန်ဖို့တက္ကသိုလ်ကဘာသာဗေဒပညာရှင်ဂျိုးဇက်ဂရင်းဘက်ရဲ့လေ့လာမှုအရ
အာဖရိကတိုက်မှာပြောဆိုကြတဲ့ဘာသာစကားပေါင်း1500အုပ်စုခွဲလိုက်ရင်ပင်မအုပ်စုဖြစ်ဘာသာစကားအုပ်စုကြီး9စုမှာပါဝင်ကြောင်းဆိုပါတယ်။ Afro-Asian ဘာသာစကားတွေကိုလူမဲနဲ့လူပြူတွေကပြောဆိုကြပါတယ်။နီလိုဆာဟာရန်သို့မဟုတ်နိုင်ဂျာကွန်ဂိုဘာသာစကားတွေကိုတော့အာဖရိကလူမဲတွေကပြောဆိုကြပါတယ်။ခွိုင်ဆန်ဘာသာစကားကိုတော့ခွိုင်ဆန်လူမျိုးစုတွေကပြောဆိုကြပြီးအော်စတြေးလျဘာသာစကားကိုတော့မဒါဂတ်စကာကျွန်းကအင်ဒိုနီးရှားနွယ်ဖွားတွေကပြောဆိုကြပါတယ်။အာဖရိကလူမျိုးစုတွေရဲ့အရေးပါဆုံးပြဿနာမှုဖြစ်တဲ့ဘန်ဒူရွှေပြောင်းပြဿနာမှုအကြောင်းမဖော်ပြခင်မှာဘန်ဒူအာဖရိကအနောက်ဘက်ကမ်းခြေစာတိမျိုးနွယ်စုတွေရဲ့အားသာချက်တချို့ကိုထုတ်နှုတ်ကြည့်ကြအောင်ပါ။အခုတည်းမြင်တွေ့ရတဲ့အထောက်အထားတွေကတော့ရင်မောင်းအသွင်ပြောင်းနိုင်ခဲ့တဲ့ဒီပင်စားပင်တွေနဲ့မွေးမြူရေးတိရစ္ဆာန်တွေပဲဖြစ်ပါတယ်။စိုက်ပျိုးမွေးမြူရေးဟာလူဦးရေတိုးပွားမှုအတွက်မရှိမဖြစ်ဆိုတာရယ်ဤပညာယောဂပိုးမွှားနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်ပေါ်မှုအထောက်ပံ့ဖြစ်စေတယ်ဆိုတာရယ်ကိုအရင်အခန်းတွေမှာရှင်းလင်းခဲ့ပြီးပါပြီ။ပထဝီဝင်အနေထားအရတဘာဝရည်မျိုးမတော်တဆအမွေစက္ကန့်ရရှိခဲ့တဲ့မျိုးနွယ်စုတွေဟာစားနပ်ရိက္ခာထုတ်လုပ်မှုနဲ့အခြားအဆင့်မြင့်လူအဆောက်အအုံတွေကိုရရှိပြီးခဲ့တဲ့နောက်ပထဝီဝင်အနေထားအရကံကြမ္မာမျက်နှာသာအပေးမခံခဲ့ရတဲ့မျိုးနွယ်စုတွေပေါ်လွှမ်းမိုးခဲ့ကြပါတယ်။1400ပြည့်နှစ်တည်းမှာအာဖရိကတိုက်ကိုဥရောပဒေသတွေရောက်ရှိတော့အာဖရိကဒေသခံတွေဟာစိုက်ပျိုးရေးတွေစတင်လုပ်ကိုင်ပြီးဖြစ်နေတာကိုတွေ့ရပါတယ်။အာဖရိကမြောက်ပိုင်းနဲ့အီသီယိုးပီးယားကုန်းမြင့်ပိုင်းတွေဟာမြေထဲပင်လယ်ရာသီဥတုနဲ့နှီးစပ်တာကြောင့်လာချမ်းဒေသရဲ့အသီးနှံမျိုးစေ့တွေကိုစိုက်ပျိုးနိုင်ပြီးရှေးအောင်သုတေသနအထောက်အထားတွေရတော့ပထမအဦးဆုံးစိုက်ပျိုးရေးကိုစတင်ခဲ့တာဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ဝန်းကျင်လို့ညွှန်ပြနေပါတယ်။အဓိကစိုက်ပျိုးတဲ့အသီးနှံတွေကတော့ဂျုံ၊ဘာလီ၊မူယောစပါပဲသီးနဲ့စပစ်တို့ဖြစ်ကြပါတယ်။အာဖရိကမြောက်ပိုင်းကနေတောင်ဘက်ကိုအနှဲငယ်သွားရောက်လိုက်မယ်ဆိုရင်တဲခန္ဓာရလွင်တီးကောင်ဘက်မရောက်ရှိခင်မိုးရွာသွန်းတဲ့ဒေသဖြစ်ဆာဟာရအရက်မှာတော့နွေရာသီမှာရွာသွန်းတဲ့မိုးရေနဲ့စိုက်ပျိုးကြပါတယ်။အဓိကအပြင်အာဖရိကကစွန်းဦးနဲ့ကိုလာစီတို့ဖြစ်ပါတယ်။နောက်ထပ်စိုက်ပျိုးရေးထွန်းကားရာဒေသကတော့ရင်ပေါအောင်မွေးမြူရေးတွင်ပြောင်းလဲနိုင်ခဲ့တဲ့အလေးကျတောရိုင်းပင်တွေတရှိရာအီသီယိုးပီးယားကုန်းမြင့်ဒေသဖြစ်ပါတယ်။စိုက်ပျိုးသီးနှံအများစုဟာအီသီယိုးပီးယားဒေသတစ်ဝိုက်မှာပဲလူသိများပြီးအမေရိကန်အများစုမမြင်ဘူးတဲ့သီးနှံမျိုးတွေဖြစ်လေရှိပါတယ်။အဲဒီထဲမှာအဓိကအဖြစ်ကဲရက်ကုန်းရွက်ကဲ့သို့ဝါးစားရပြီးမူရထုံတိုင်းတက်ပါဝင်သောအီသီယိုးပီးယားငှက်ပြောစားသုံးစီကျိတ်နက်ဆီနဲ့ဘီယာချက်တဲ့တက်ဖနန်ကောက်နှံတွေမျိုးတွေဖြစ်ပါတယ်။ဒီစားကိုဖက်ရှုနေတဲ့စာဖက်သူတွေကော်ဖီကြိုက်နေတဲ့တဲ့ရင်လေကော်ဖီပင်ရန်ကိုရင်ပေါအောင်မွေးမြူရေးတင်ပြောင်းလဲပေးခဲ့တဲ့ရှေ့ကအီသီယိုးပီးယားလယ်သမားတွေကိုကျေးဇူးတင်သင့်ပါတယ်။အာရီဗီယာဘရာဇီးနဲ့ပါပူအာနယူဂီနီတို့လိုစီးပွားဖြစ်စိုက်ပျိုးရာတခြားကမ္ဘာဒေသရဲ့စီပြန့်နှံ့မသွားခင်တုန်းကဆိုရင်ကော်ဖီကိုအီသီယိုးပီးယားမှာပဲစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။နောက်တဲ့စိုက်ပျိုးရေးထွန်းကားရာဒေသကတော့အာဖရိကအနောက်ဘက်ပိုင်းဒေသပဲဖြစ်ပါတယ်။အဲ့ဒီဒေသကတောရိုင်းပင်တွေကနေအသွင်ပြောင်းလဲခဲ့တဲ့အာဖရိကဆန်ရိုင်းကတော့တခြားဒေသတွေစီပြန့်နှံ့ခြင်းမရှိပဲအာဖရိကကစွန်းစီအုံနဲ့ကိုလာစီတွေကတော့တခြားကုန်းမြေတဲကြီးတွေစီပြန့်နှံ့ခဲ့ကြပါတယ်။အာဖရိကနောက်ပိုင်းဟာဒေသခံတွေမှာကဖိန်းနဲ့ပါဝင်တဲ့သစ်စေတွေကွန်ရကဲ့သို့အဲ့လိုသစ်စီတွေကိုဝါးတဲ့ဒလိရှိပြီးအဲ့ဒီသစ်စီကနေထုတ်လုပ်ထားတဲ့ပါဝင်ပစ္စည်းတွေနဲ့ကိုကာကိုလာကုမ္ပဏီကသူ့ရဲ့ပထမဦးဆုံးချွေရည်ကိုမထုတ်လုပ်ခင်ကတည်းကခေတ်စားခဲ့တယ်လို့ဆိုနိုင်ပါတယ်။စိုက်ပျိုးရေးထွန်းကားရာနောက်ဆုံးဒေသကတော့အာဖရိကအောက်ဘက်ပိုင်းဖြစ်ပြီး1400ပြည့်နှစ်တွေအတွင်းမှာတဲကနာတပိုင်းဒေသတွေထဲငှက်ပြောအာရှကစွန်းနဲ့ဘင်းဦးတွေစိုက်ပျိုးနေတာအံ့ဩဖွယ်တွေ့ရပါတယ်။အာဖရိကအရှေ့ဘက်ကမ်းခြေဒေသတွေမှာလည်းအာရှဆန်စိုက်ပျိုးမှုအများပြားတွေ့ရှိရပါတယ်။မဒါဂတ်စကာကျွန်းပေါ်သို့ရွှေ့ပြောင်းခြေချခဲ့တဲ့အော်စတြေးလျလူမျိုးတွေရဲ့လက်ဆင့်ကမ်းတည်ဆောင်လာမှုလို့ခံမှန်းရပါတယ်။အာဖရိကတိုက်မှာတောရိုင်းတပ်တော်တွေကနေရင်ပေါအောင်အသွင်ပြောင်းခဲ့တဲ့မွေးမြူရေးတိရစ္ဆာန်စင်းကိုဖော်ပြရရင်တော့ဒီပင်စားပင်တွေထက်အများကြီးပုံမှုတိုးတောင်းပါလိမ့်မယ်။အာဖရိကမှာရင်ပေါအောင်မွေးမြူရေးအသွင်ပြောင်းလဲခဲ့တဲ့တခုတည်းသောမျိုးစိကတော့ဂီနီဖောင်းခေါ်ကျက်စင်တဲ့အသွင်တူတဲ့ရစ်တစ်မျိုးပဲရှိပါတယ်။မွေးမြူရေးအသွင်ပြောင်းလဲယူခဲ့တဲ့တိရစ္ဆာန်မျိုးစိတွေဖြစ်တဲ့ကျွဲနွားမြီးခွေးနဲ့ကြောင်တို့ဟာမြောက်အာဖရိကဇာတိလို့ယူဆနိုင်ပေမဲ့အနောက်တောင်အာရှလို့ကောက်ချက်ဆွဲနိုင်တဲ့အထောက်အထားတွေလည်းရှိတာကြောင့်တက်အမပြောနိုင်ပါဘူး။မြီးနဲ့ကြောင်ကတော့အီဂျစ်ကဖြစ်ကြောင်းအစောဆုံးသက်သေတွေရှိထားပါတယ်။ကျွဲနွားတွေဟာမြောက်အာဖရိကအနောက်တောင်အာရှနဲ့အိန္ဒိယတို့မှာတိကျစီမွေးမြူရေးအသွင်ပြောင်းခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့လေ့လာချက်တွေလည်းထွက်ပေါ်ထားပါတယ်။ဒါပေမဲ့တခြားနှုတ်တဲ့သက်တော်တွေကိုမွေးမြူရေးအသွင်ပြောင်းလဲခဲ့တယ်ဆိုတဲ့အထောက်အထားတွေကတော့အာဖရိကနဲ့ပတ်သက်လို့နှက်ထီပဲဖြစ်ပါတယ်။မြင်းကြားတွေအာဖရိကစိတ်တွေကြက်တွေရေမြင့်တွေတက်ကလက်အုပ်တွေနဲ့တောကျွေးတွေအများများရှိခဲ့ပေမဲ့မျိုးစိတ်တစ်ခုတလေကိုမှမွေးမြူရေးအသွင်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အာဖရိကတိုက်မှာစိုက်ပျိုးရေးနဲ့မွေးမြူရေးတွေဘယ်ချိန်ကစတင်ခဲ့တယ်ဘယ်ဒေသကစတင်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးရှေးအောင်သုတေသနပညာရဲ့အနေနဲ့ဘာတွေထောက်ပြနိုင်ပါသလဲ။အနောက်တိုင်းလူအဖွဲ့အစည်းရဲ့တပိုင်းကြောင်းတွေလောက်ပဲ
လေးလာဘူးသူတွေအနေနဲ့အာဖရိကတိုက်ရဲ့စားနပ်ရိက္ခာထုတ်လုပ်မှုတွေဟာဖာရိုဘီယင်နဲ့ပီရမစ်တွေတည်ရှိရာရှေးခေတ်အီဂျစ်ပြည်နဲ့နိုင်မြဝန်းတောင်ကြားဒေသတွေမှာစတင်ခဲ့တယ်လို့ထင်မြင်ယူဆထားတာတွေရှိကောင်းရှိပါလိမ့်မယ်။ BC 3000ခုနှစ်ကအီဂျစ်ပြည်ဟာစမ်းပြရှုပ်ထွေးတဲ့လူအဖွဲ့အစည်းတွေဖြစ်တည်ဆောက်နိုင်ခဲ့တယ်လို့အစောဆုံးစာရေးနည်းစနစ်တွေပေါ်ထွန်းခဲ့ရဒေတာလည်းဖြစ်တာအမှန်ပါပဲ။ဒါပေမဲ့စားနပ်ရိက္ခာထုတ်လုပ်မှုနဲ့ပတ်သက်ပြီးအစောဆုံးလို့ယူဆရတဲ့ရှေးအောင်သုတေသနအထောက်အထားတွေကတော့အာဖရိကဆာဟာရသက်ကနာယဒေသကနေရရှိထားပါတယ်။ဒီကနေ့မှာဆိုရင်ဆာဟာရသက်ကနာယဟာပူပြင်း6သွေလွန်တာကြောင့်မြတ်တောင်မပွက်အောင်နိုင်တာအမှန်ပါပဲ။ဒါပေမဲ့ BC 9000နဲ့4000အကြားကာလအတွင်းမှာတော့ဆာဟာရဒေသဟာအခုတည်းအများကြီးပုံမဆွဆွတို့ရေကန်တွေလည်းမြောက်များရှိပြီးတရိတ်ဆန်တွေလည်းပေါ်များလာပါတယ်။အဲ့ဒီအချိန်ကာလအတွင်းမှာဆာဟာရဒေသခံတွေဟာကျွဲနာတွေတိုးစစ်တွေကိုမွေးမြူခဲ့ကြသလိုအိုးသွန်းလို့မှုတွေလည်းရှိခဲ့ပါတယ်။လူဆက်ပြောင်းစတဲ့ကောက်နယ်ပင်မျိုးစစ်တွေကိုစိုက်ပျိုးရေးတင်ပြောင်းလဲခဲ့တာလည်းသူတို့ပဲဖြစ်ဖို့များပါတယ်။ဆာဟာရမွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အထောက်အထားတွေဟာ BC 9200ဝန်းကျင်ရှေးခေတ်အီဂျစ်ပြည်ကိုကနဦးရောက်ရှိခဲ့တဲ့အနောက်တောင်အာရှသီးနှံမျိုးစစ်တွေနဲ့မွေးမြူရေးတရိတ်ဆန်တွေတက်အများကြီးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။စားနပ်ရိက္ခာထုတ်လုပ်မှုဟာအနောက်အာဖရိကနဲ့အီသီယိုးပီးယားတို့မှာထွက်ပေါ်ခဲ့ပြီး BC 2500ဝန်းကျင်မှာတော့ကျွဲနွားမွေးမြူရေးလုပ်ကိုင်သူတွေဟာအီသီယိုးပီးယားကနေဒီကနေ့ကင်ညာပြည်ထိခြေလန်းဆက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။နောက်ထပ်စိုက်ပျိုးရေးထွန်းကားရာရက်ဖြစ်တဲ့မဒါဂတ်စကာကျွန်းကိုရှေးအောင်သုတေသနပညာရှင်တွေလေ့လာကြရမှာအဲဒီကျွန်းကိုကနဦးခြေချခဲ့သူတွေအော်စတြေးနီးရှားလူမျိုးစုတွေဖြစ်ကြောင်းအထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။သူတို့စတင်ခြေချခဲ့တဲ့ကာလကတော့အစောဆုံး AD 300ဝန်းကျင်ကနေနောက်ကျဆုံး AD 800ဝန်းကျင်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။အော်စတြေးနီးရှားလူမျိုးစုတွေအဲ့ဒီကျွန်းပေါ်စတင်ရောက်ရှိခဲ့ချိန်မှာကျွန်းပေါ်မှာဆင်ကဲဖြစ်စဉ်နဲ့နှစ်ပေါင်းထောင်ပေါင်းများစွာတည်ရှိနေခဲ့တဲ့တပ်တော်ဝါတွေဟာသူတို့ကိုတခြားဂျိုကနေလာရောက်တယ်လို့မျိုးထိုးစမ်းနေခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့လူသားတွေရဲ့အမဲလိုက်ဆွဲရင်ကိုမတိကျွမ်းမှုတဲ့အဲ့ဒီတပ်တော်ဝါတွေမျိုးတုံးပြောက်ွယ်သွားခဲ့ရပါတယ်။အဲ့ဒီလိုတပ်တော်ဝါတွေထဲမှာအယာမငှက်ကြီးတွေလီမာမြောက်ကြီးတွေရေမြင့်ပူမျိုးတွေလည်းပါဝင်ပါတယ်။မဒါဂတ်စကာကိုအခြေချဝင်ရောက်လာခဲ့ကြတဲ့နေမြေချစ်တွင်သူတွေဟာတန်တက်ထုနဲ့သွန်းလှုပ်ထားတဲ့လက်နက်တွေမွေးမြူရေးတရိတ်ဆန်တွေနဲ့စိုက်ပျိုးသီးနှံတွေများပြားတည်ဆောင်လာခဲ့တာကြောင့်ကနူးလေတစ်စင်းနဲ့ငါးဖမ်းထွက်ခဲ့ကြသူတွေမဟုတ်တာတော့သိချလာပါလေ။နေမြေအသက်မှာအခြေချရွှေ့ပြောင်းနေထိုင်မှုအသေးချာပြင်ဆင်ပြီးထွက်ခွာလာခဲ့ကြတာမျိုးပါ။အဲ့ဒါဆိုရင်တမိုင်းမတင်မီကာလတွေတုန်းကမိုင်ပေါင်း4000ဆိုတဲ့ခရီးလမ်းကိုသူတို့ဘယ်လိုများထွက်ခွာလာခဲ့ကြတာပါလဲ။ဒဲလွန်စားတရက်ကတော့ရှေးခေတ်သမောသားတွေအသုံးပြုကြတဲ့ Erythraean ပင်လယ်ခရီးလမ်းကြောင်းပဲဖြစ်ပါတယ်။ AD 100ဝန်းကျင်မှာအီဂျစ်ပြည်ကအမည်မသိကုန်တဲ့တူရေးသားထားခဲ့တာပါ။အရှေ့အာဖရိကကမ်းခြေကနေအိန္ဒိယနဲ့အီဂျစ်ပြည်ကိုရေလမ်းခရီးနဲ့သွားလာနိုင်တဲ့လမ်းကြောင်းတွေကိုအသေးစိတ်ဖော်ပြထားပါတယ်။ AD 800ဝန်းကျင်မှာအစ္စလမ်ဘာသာပြန်ပွားလာခြင်းနဲ့အတူအိန္ဒိယသမုဒ္ဒရာကိုဖျက်ဆီးသွားလာတဲ့ကုန်သွယ်မှုတွေကြောင့်မှတ်တမ်းမှတ်ရစုံလင်လာခဲ့ပါတယ်။အရှေ့အာဖရိကနဲ့အိန္ဒိယကိုတိုက်လေလမ်းကြောင်းတင်အောင်စောင့်ဆိုင်းပြီးရွက်လင်သွားလာခဲ့ကြတာလို့ဆိုပါတယ်။1998ခုနှစ်မှာအာဖရိကကိုတပတ်ပတ်ပြီးကင်ညာပြည်ရောက်ရှိလာခဲ့တဲ့ပထမဆုံးဥရောပစွန်စားရီသမားဗက်စကိုဒဂါမာရောဆွာဟီလီကုန်တယ်တွေနဲ့တွေ့ဆုံပြီးအဲ့ဒီလမ်းကြောင်းတိုင်းအိန္ဒိယကိုတွားရောက်ခဲ့ပါတယ်။တမိုင်းမတင်မီခေတ်ကအာဖရိကရဲ့လူအများပြားရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်ပြီးအရေးပါတဲ့အကြောင်းအရာကတော့ဘန်ဒူရွှေ့ပြောင်းမှုပဲဖြစ်ပါတယ်။ရှေးအောင်သုတေသနအထောက်အထားတွေရဘာတွေသိရှိထားခဲ့ပါသလဲ။ဆာဟာရာတပိုင်းအာဖရိကဒေသဟာလူမဲတွေကြီးပဲအမြဲနေထိုင်ခဲ့တာမဟုတ်မှသိထားပြီးဖြစ်မှာပါ။ရှေးအောင်သုတေသနဆိုင်ရာအထောက်အထားတွေအရဆိုရင်ပက်ကမီလူမျိုးတွေဟာအာဖရိကလယ်ပိုင်းမိုးတစ်တော်တွေထဲမှာပြန့်နှံ့နေထိုင်ခဲ့ကြပြီးခွိုင်ဆန်လူမျိုးတွေကတော့အီကွေတာအောက်ပိုင်း6သွေ့ဒေသတွေမှာနေထိုင်ခဲ့ကြတယ်လို့ညွှန်ပြနေပါတယ်။အဲ့ဒီအချက်ကိုထောက်ခံတဲ့အခြားသက်သေအထောက်အထားတွေရောရှိပါသေးသလား။ပက်ကမီလူမျိုးတွေနဲ့ပတ်သက်ပြီးနောက်ထပ်အထောက်အထားမရှိသေးလို့ဆိုရမှာဖြစ်ပြီးခွိုင်ဆန်လူမျိုးတွေနဲ့ပတ်သက်လို့ကတော့အထောက်အထားရှိလို့နေပါတယ်။အာဖရိကလယ်ပိုင်းမိုးတစ်တော်တွေအတွင်းမှာပက်ကမီလူမျိုးဥကောင်းခွန်တွေတူးဖော်တွေ့ရှိတာမျိုးမရှိသေးပေမဲ့ဇမ်ဘီယာမှာတော့အခုခေတ်ခွိုင်ဆန်လူမျိုးတွေနဲ့ဆင်တူတဲ့ဥကောင်းခွန်တွေနဲ့အခုလက်ရှိခွိုင်ဆန်လူမျိုးတွေပြုလုပ်သုံးစွဲနေစေဖြစ်တဲ့ကြောက်ထွင်းလက်နက်တွေကိုတူးဖော်တွေ့ရှိထားပါတယ်။မြောက်ပိုင်းလက်ရှိနေရတဲ့နိုင်ဆိုင်မြောက်ပိုင်းကျတဲ့ဒေသတွေမှာနေထိုင်ခဲ့ကြတဲ့ခွိုင်ဆန်လူမျိုးစုတွေရဲ့နေရာမှာဘန်ဒူလူမျိုးတွေဘယ်လိုအစားထိုးဝင်ရောက်လာခဲ့ကြလဲဆိုတော့ဘာသာစကားဆိုင်ရာနဲ့ရှေးအောင်သုတေသနအထောက်အထားအရဖြေဆိုရရင် BC 3000ဝန်းကျင်မှာအနောက်အာဖရိကမြက်ခင်းပြင်ဒေသကနေပိုးပြီးဆွတ်ဆိုတဲ့ပင်လယ်ကမ်းခြေတောအုပ်တွေဘက်စီဘန်ဒူလေယာစိုက်ပျိုးရေးသမားတွေပြောင်းရွှေ့လာခဲ့ကြတဲ့အကြောင်းရှင်းလင်းရမှာဖြစ်ပါတယ်။သူတို့ရောက်ရှိခဲ့တဲ့ရက်ဒေသတွေမှာဘန်ဒူဘာသာစကားတွေပြောဆိုနေကြတာကိုအခုထိတိုင်းတွေ့ရှိရဆဲဖြစ်ပြီးသူတို့နဲ့အတူကျွဲနွားတွေနဲ့ကစွန်းဥလိုစိုက်ပျိုးသီးနှံတွေလည်းတပါးတည်းယူဆောင်လာခဲ့ကြပါတယ်။တပ်တို့အရေးကြိုပြီးတွန်းလှုပ်ထားတဲ့လက်နက်ကရိယာတွေမရှိသေးပေမဲ့အမဲလိုက်တာငားမြတာနဲ့တတိခူတာတွေမှာအများကြီးတိုးတက်နေခဲ့ပြီးဖြစ်ပါတယ်။အဲဒီလိုနေမြေချဲ့ထွင်လာရင်တောနက်ထဲက
မှတ်ချင်ရင်တွေကြောင့်ယောဂါတွေဖြစ်ပွားပြီးသူတို့ရဲ့ကျွမ်းနွားတွေကိုတော့ဆုံးရှုံးခဲ့ရပါတယ်။အဲ့နောက်မှာတော့ကွန်ဂိုဂျိုင်ဝမ်ဒေသရဲ့အီကွေတာတစ်တောတွေထဲထိပြန့်နှံ့လာခဲ့ပြီးအမဲလိုက်တတိခုတဲ့ပစ်ကမီလူမျိုးတွေကိုတောနှစ်ထဲပြောင်းရွှေ့သွားစေခဲ့ပါတယ်။အဲ့ဒီနောက် BC 1000ဝန်းကျင်မှာဘန်ဒူမျိုးနွယ်စုတွေဟာအာဖရိကအရှေ့ပိုင်းမြေလွှာကျွန်းဂျိုင်ဝမ်ဒေသနဲ့ Great Lake ဒေသတို့မှာထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဒေသတွေမှာတွေ့ဆုံရတဲ့ Afro-Asian တွေနီလိုဆာဟာရန်လေယာစိုက်ပျိုးရေးသမားတွေနဲ့ပေါင်းစုံပြီးလူဆက်ပြောင်းစတဲ့ကောက်နှံပင်မျိုးတွေကိုစိုက်ပျိုးတက်လာခဲ့ကြပါတယ်။6ဒေသတွေမှာတရိတ်ဆန်မွေးမြူရေးတွေပြန်လည်လုပ်ကိုင်လာနိုင်ခဲ့ပါတယ်။အဲ့ဒီဒေသဝင်းကျင်မှာနေထိုင်ကြတဲ့ခွိုင်ဆန်လူမျိုးစုတွေကတော့အမဲလိုက်တတိခုလူမှုစနစ်မှာပဲရှိပါသေးတယ်။အာဖရိကနောက်ပိုင်းဆွတ်ဆိုဒေသကနေတည်ဆောင်လာခဲ့တဲ့အသီးနှံမျိုးဆွေတွေဟာအာဖရိကအရှေ့ပိုင်းဆွတ်ဆိုဒေသတွေမှာစိုက်ပျိုးပတ်ရောက်လွယ်ပြီးအရင်ကနဦးအခြေချသူတွေစိုက်ပျိုးမဖြစ်ထွန်းခဲ့တဲ့သီးနှံတွေနေရာကိုအစားထိုးနိုင်ခဲ့ကြပါတယ်။ BC ရာစုနဲ့နောက်ဆုံးခေတ်ကာလတွေမှာတော့အာဖရိကအရှေ့ဘက်ကမ်းခြေဒေသတွေကိုဘန်ဒူလူမျိုးတို့ကြီးစိုးသွားခဲ့ကြပြီဖြစ်ပါတယ်။အဲ့ဒီအာဖရိကအရှေ့ဘက်ကမ်းခြေဒေသကနေပဲလူဆက်ပြောင်းစတဲ့ကောက်နှံပင်မျိုးစိတ်တွေကိုဘန်ဒူလူမျိုးတွေရရှိခဲ့တယ်လို့နီလိုဆာဟာရန်နဲ့ Afro-Asian လူမျိုးတွေစီကကျွဲနွားတွေကိုလည်းရရှိခဲ့ပါတယ်။နောက်ပြီးဆာဟယ်ဒေသရဲ့တန်ရီဂျိုနီးပညာကိုပါဘန်ဒူတို့ရရှိခဲ့တဲ့နောက်တန်တက်တူလက်နက်နဲ့စိုက်ပျိုးမွေးမြူတွေဟာဘန်ဒူတို့ကိုစက်မှုစစ်အင်အားစုတွေဖြစ်အစစ်မြင့်တိုးမြင့်လိုက်ပြီးအဲ့ဒီခေတ်ကာလအီကွေတာအောက်ပိုင်းဒေသမှာရှင်ပြိုင်နိုင်သူမရှိဖြစ်သွားစေခဲ့ပါတယ်။အာဖရိကအရှေ့ဘက်အချက်မှာတော့အရေးတော်လဲများပြားပြီးလေယာစိုက်ပျိုးရေးနဲ့တန်ခေတ်ကိုရောက်ရှိပြီးဖြစ်တဲ့နီလိုဆာဟာရန် Afro-Asian တွေနဲ့ရှင်ပြိုင်ခဲ့ရပေမဲ့တောင်ဘက်ပိုင်းမိုင်းတစ်ထောင်တစ်ဝိုက်မှာတော့တန်တက်တူနီးပညာလည်းမရှိစိုက်ပျိုးသီးနှံလည်းမရှိတဲ့ခွိုင်ဆန်တို့နဲ့ပဲရှင်ပြိုင်ရခဲ့တာကြောင့်အလွယ်တကူသိမ့်ပိုင်နိုင်ခဲ့ကြပါတယ်။တရကြံထိုးစစ်ဆင်လာတဲ့ဘန်ဒူတွေရဲ့လက်အောက်မှာခွိုင်ဆန်တွေအလဲလဲပြပြဖြစ်ပြီးရှုံးနိမ့်သွားခဲ့တယ်လို့အလွန်အကျွံချဲကားပြောလိုက်တာတော့အလွန်လွယ်ကူပါလိမ့်မယ်။ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါထက်အများကြီးပုံမရှုပ်ထွေးမှာဖြစ်ပါတယ်။အာဖရိကတောင်ဘက်ပိုင်းမှာနေထိုင်ကြတဲ့ခွိုင်ဆန်တွေဟာဘန်ဒူတွေထက်စောစီးစွာပဲကျွဲနွားတဲ့တိုးတွေရင်ပေါအောင်မွေးမြူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဘန်ဒူတွေကနဦးနေမြေချစ်တွင်လာခဲ့ရမှာလဲအစောပိုင်းမှာလူဦးရေနေခြင်းပဲဖြစ်ပါလိမ့်မယ်။သူတို့ရဲ့စိုက်ပျိုးသီးနှံတွေနဲ့တင့်တော်မဲ့ဆိုစွတ်ဒေတာတွေကိုရွေးချယ်ပြီးခွိုင်ဆန်တွေအခြေချပြီးသား6တွေ့ဒေတာတွေကိုကျုံလွန်သွားရင်လည်းစတင်ခဲ့ဟန်တူပါတယ်။နေမြေချင်းကဲ့ရဲ့နေထိုင်ကြရင်အပြန်အလှန်လက်ဆက်မှုတွေလည်းရှိခဲ့ပါတယ်။အာဖရိကအီကွေတာဒေသမှာဘန်ဒူလယ်သမားတွေနဲ့ပစ်ကမီလူမျိုးတွေလည်းအလားတူရှိခဲ့တာပါပဲ။အဲဒီနောက်စိုက်ပျိုးမွေးမြူရေးကနေပိုရှန်စားတဲ့ရိတ်ခါတွေကြောင့်လူဦးရေပွားများလာပြီးထွန်ရက်မဲ့ကျွဲနွားတွေ6တွေ့ရွာဒီမှာစိုက်ပျိုးနိုင်မဲ့သီးနှံတွေတွေ့ရှိချိန်မှာတော့ကျန်တဲ့ဒေသတွေကိုပါတိုးချက်နေရာယူသွားခဲ့ရင်ရှိပါတယ်။ခွိုင်ဆန်လူမျိုးစုတွေဘယ်လိုပြောက်ွယ်သွားကြမှန်းတကယ်တမ်းဘယ်သူမှအတိအကျမသိရှိကြပါဘူး။အသေးချာပြောနိုင်တာကအရင်လွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းဝန်းကျင်တော့ခွိုင်ဆန်တွေနေထိုင်သွားခဲ့တဲ့နေရာတွေမှာအခုဘန်ဒူတွေနေထိုင်နေပြီဆိုတာပါပဲ။အနည်းဆက်ဆုံးခံမှန်းချက်အရတော့တန်မဏိသုံးလုံးနိုင်တဲ့မျက်နှာဖြူစိုက်ပျိုးရေးသမားတွေနဲ့ဩစတြေးလျ၊အမေရိကတို့ရဲ့ကြောက်ထွင်းလက်နဲ့ပဲပြုတ်လို့သုံးဆွဲတဲ့အမဲလိုက်တတိခုမျိုးနွယ်စုတွေထိတ်တိုက်ရင်ဆိုင်ခဲ့ရသလိုဖြစ်မျိုးနဲ့ပဲဆင်တူပါလိမ့်မယ်။နေထိုင်ရာဒေသကနေမောင်းထုတ်ခံရတာမျိုးစစ်မှတ်ဖြစ်ပွားပြီးကျွံပြုတ်ခံရတာမျိုးတက်ပြက်ခံရတာမျိုးအမျိုးသမီးတွေကိုဇနီးမယားအဖြစ်တိမ့်ပိုက်ခံရတာမျိုးစတာတွေပြင်လေယာစိုက်ပျိုးရေးလုပ်ကင်သူတွေရဲ့မွေးမြူရေးတိရစ္ဆာန်တွေကနေရရှိခဲ့တဲ့ယောဂပိုးမွှားတွေကိုအမဲလိုက်တတိခုသူတွေခံနိုင်ရင်မရှိတာတွေလည်းပါဝင်ပါလိမ့်မယ်။အာဖရိကရဲ့နာမည်ကျော်ယောဂဆိုကတော့ငှက်ဖျားဖြစ်ပြီးချင်းကနေကူးဆက်တာပါ။အဲ့လိုငှက်ဖျားပိုးရှိတဲ့ချင်းတွေဟာလည်းလေယာစိုက်ပျိုးရေးလုပ်ကင်တဲ့ကြေးရွာတွေအနီးဝန်းကျင်မှာပဲပေါက်ပွားလိရှိပါတယ်။နေပြည်ချက်ထွင်လာသူပန်ဒူစိုက်ပျိုးရေးသမားတွေအနေနဲ့ယောဂတန်ခံနိုင်မဲ့ကိုခံအားကိုတိဆောက်ပြီးဖြစ်ပေမဲ့အမဲလိုက်တတိခုတဲ့ခွိုင်ဆန်တွေအတွက်တော့တေမင်းတမန်ဖြစ်ခဲ့ရန်တူပါတယ်။ခွိုင်ဆန်တွေအကုန်လုံးကိုဘန်ဒူတွေကစီးနှင်းသွားခဲ့တာတော့မဟုတ်ပါဘူး။အာဖရိကတောင်ဘက်ပိုင်းမှာခွိုင်ဆန်လူမျိုးတွေကိုဒီကနေ့အထိတွေ့မြင်နိုင်ပါတယ်။သူတို့နေထိုင်ရာဒေသတွေကတော့ဘန်ဒူတို့ရဲ့စိုက်ပျိုးရေးတည်နေတဲ့အအတွက်မသင့်တော်တဲ့အရက်ဒေသတွေဖြစ်ကြောင်းပြောစရာမလိုဘူးပါလေ။ဒါကတော့ဘန်ဒူတွေကခွိုင်ဆန်တွေပေါ်လွှမ်းမိုးခဲ့တဲ့နောက်ကြောင်းဖြစ်ပြီးအခုခါမှာတော့ဥရောပမျက်နှာဖြူတွေကအာဖရိကဆာဟာရဒေသတွေစီကိုလိုနီချက်ထွင်နိုင်ခဲ့တယ်လေဆိုတဲ့မိကုံဖြည့်ဆွဲရမယ်အလှည့်ပါပဲ။ဘာလို့လဲဆိုရင်အာဖရိကဆိုတာလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကလေးကဟိုမိုဆေပီယန်လူသားတွေစတင်ပေါ်ပေါက်ခဲ့ရာအရက်ဒေသဖြစ်ပြီးယာတိဥတုအယနေထိုင်သူတွေအယအမျိုးအစားစုံလင်တဲ့လူအဖွဲ့အစည်းတွေလည်းအစောဆုံးပေါ်ပေါက်ခဲ့တယ်ဆိုတော့ဘာလို့များဥရောပရဲ့ကိုလိုနီချက်ထွင်ခြင်းခံခဲ့ရတယ်လဲ။ဥရောပကိုသူတို့ကဘာလို့မသိမ့်ပိုင်နိုင်ခဲ့ရတယ်လဲ။ဥရောပနဲ့အာဖရိကတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုရလရဲ့အနည်းဆက်ဆုံးအကြောင်းတရားတွေကတော့အင်မတန်ရှင်းလင်းလာပါတယ်။အမေရိကဒေသခံတွေစီကိုဥရောပကိုလိုနီချက်ထွင်သူတွေရောက်ခဲ့တယ်လို့ပဲဥရောပသားတွေစီမှာတနက်တွေနှီးပညာတွေစာရေးနှိစနစ်တွေနဲ့နိုင်ငံရေးအဆောက်အုံတွေစူးစမ်းလေ့လာမှုနဲ့နယ်မြေရှာဖွေရေးအတွက်အကုန်အကျများပြားလာတဲ့စီမံကိန်းတွေအစရှိသဖြင့်တိုးတက်ပြီးဖြစ်ပါတယ်။အဲ့လိုထိပ်တိုက်ရင်ဆိုင်မှုတွေဟာဗက်စကိုတကားမှာအရှေ့အာဖရိကကိုရောက်ရှိခဲ့ပြီး၄နှစ်အကြာ1498ခုနှစ်မှာပဲစတင်ခဲ့ပါတယ်
ဒီတစ်ခေါက်ပြန်ရောက်လာချိန်မှာတော့အမြောက်လက်နက်တွေတက်ဆင်ထားတဲ့စစ်သမောတွေနဲ့ဖြစ်ပြီးအာဖရိကအရှေ့ဘက်ကမ်းခြေရဲ့အချက်ချာအကြဆုံးကီလိုဝါကျွန်းကိုစတင်သိမ်းပိုက်လိုက်ပါတယ်ကီလိုဝါကျွန်းဟာဇင်ဘာဘွေရွှေတူးဖော်ရေးအတွက်ထိန်းချုပ်ရပါပဲဒါပေမဲ့ဆာဟာရအာဖရိကထက်ဥရောပဘာလို့များအရေးပါတဲ့တီထွင်ဖန်တီးမှုနည်းပညာနဲ့အားသာချက်တွေကိုအရင်ပိုင်ဆိုင်နိုင်ခဲ့တာပါလေလက်နက်နည်းပညာစာတက်မြောက်မှုနဲ့နိုင်ငံရေးအဆောက်အအုံတွေစတဲ့အားသာချက်တွေဟာစားနပ်ရိက္ခာထုတ်လုပ်နိုင်မှုရင်းခံဖြစ်ကြောင်းအရင်အခန်းတွေမှာဖော်ပြခဲ့ပြီးပါပြီယူရေရှားဒေသနဲ့နိုင်ဆိုင်ရင်အာဖရိကရဲ့စားနပ်ရိက္ခာထုတ်လုပ်မှုဟာကြန့်ကြာခဲ့တယ်ဆိုနိုင်ပါတယ်။ရင်ပေါင်းမွေးမြူနိုင်တဲ့စိုက်ပျိုးသီးနှံတွေနဲ့လေယာစိုက်ပျိုးရေးအတွက်တောရိုင်းသီးနှံမျိုးရင်းတွေရှားပါပြီးဒေသခံစိုက်ပျိုးသီးနှံတွေအတွက်တောင်တင့်တော်တဲ့ဒေသဆိုလို့အနေအချင်းပဲရှိခဲ့တာဟာအခြေခံအကြောင်းတရားတွေဖြစ်ပါတယ်။အဲ့ဒီအပြင်တောင်နဲ့မြောက်ရှည်လျားတဲ့ပထဝီအနေအထားကြောင့်စားနပ်ရိက္ခာထုတ်လုပ်မှုနဲ့နည်းပညာပြန်ပွားမှုတွေမှာအဟန့်အတားများစွာရှိခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာတွေရဲ့တက်ရောက်မှုနည်းနည်းလောက်လေ့လာကြည့်အောင်ပါ။ပထမဦးဆုံးအနေနဲ့ရင်ပေါင်းမွေးမြူရေးတွင်ပြောင်းနိုင်ခဲ့တဲ့တိရစ္ဆာန်တွေကိုကြည့်မယ်ဆိုရင်အများစုကယူရေရှားကနေပဲတင်သွင်းလာခဲ့တာဖြစ်ပြီးအာဖရိကမြောက်ပိုင်းစာတီဆိုလို့မျိုးစိတ်အနေချင်းပဲရှိခဲ့ပါတယ်။အဲဒါကြောင့်ယူရေရှားဒေသမှာယဉ်ကျေးမှုလူဖွဲ့စည်းတွေထွန်းကားပြီးနှစ်ပေါင်းထောင်နဲ့ချီတာတောင်ဆာဟာရသဲကနာတပိုင်းအာဖရိကဒေသစီမွေးမြူရေးတိရစ္ဆာန်တွေမရောက်ရှိခဲ့ကြပါဘူး။တကယ်ဆိုရင်နှုတ်တိုက်တတော်ကြီးကြီးမားမားတွေအများကြီးရှိတဲ့အာဖရိကမှာအဲ့လိုဖြစ်ရတာအံ့အားသင့်စရာလို့ထင်မြင်ပါလိမ့်မယ်။ဒါပေမဲ့အရင်အခန်းတွေမှာဖော်ပြခဲ့သလိုပဲတော်ရင်တိရစ္ဆာန်တွေကိုမွေးမြူရေးအတွင်ပြောင်းမှုအတွက်ကရင်ပါလွယ်ရမယ်လူအမိန်ကိုနာခံတက်ရမယ်အစားအစာမရွေးပဲကျွေးမွေးဖို့လွယ်ကူရမယ်ယောဂဗျာဒဏ်တွေကိုခံနိုင်ရင်ရှိရမယ်အရွယ်ရောက်တာမြန်ဆန်ရမယ်ထိမ့်သိမ့်ခံပြီးအခြေအနေမှာမျိုးပွားနိုင်ရမယ်စတဲ့အချက်တွေနဲ့ကိုက်ညီရမှာပါယူရေရှားဒေသရဲ့ကျွမ်းနွားတွေတိုးစိတ်တွေမြင်းနဲ့ဝက်တွေဟာအဲ့ဒီအချက်တွေအားလုံးကိုက်ညီပါတယ်ဒါပေမဲ့အာဖရိကရဲ့တောကျွဲတွေမြင်းကြားတွေတောဝက်တွေကြက်နဲ့ရေမင်းတွေကတော့ရင်ပါအောင်မွေးမြူဖို့ဘယ်တော့မှအခြေအနေမပေးခဲ့ပါဘူးအခုဒီကနေ့လက်ရှိခေတ်မှာတော့မရှိပါဘူးအာဖရိကဒေသရဲ့တိရစ္ဆာန်ကြီးတွေကိုအခါအားလျော်စွာပဲရင်ပါအောင်မွေးမြူဖို့စ조사ခဲ့တာတွေမရှိမဟုတ်ရှိခဲ့ပါတယ်ဟန်နီဘော BC 183မှ181အတွင်းကာတေတိုင်းယခုတူနီးရှားနိုင်ငံနေရာကစစ်ဗိုလ်ချုပ်ကြီးဆိုရင်အာဖရိကဆယ်ရိုင်းတွေကိုရင်ပါအောင်မွေးမြူပြီးရောမအောင်စစ်ချီတဲ့ရမှာအသုံးပြုဖို့ရည်ရွယ်ခဲ့ပါတယ်အောင်တော့မအောင်မြင်ခဲ့ပါဘူးရှေ့ခေတ်အီဂျစ်ပြည်မှာလည်းတက်ကလာအုပ်အပါဝင်တခြားမျိုးစိတ်တွေကိုရင်ပါအောင်မွေးမြူဖို့အားထုတ်ခဲ့ကြတာပါပဲအဲ့ဒီမျိုးစိတ်တွေအကုန်လုံးရင်ပါသွားတယ်လို့မရှိခဲ့ပါဘူးဖန်စီခံရပြီးတဲ့နောက်မျိုးဆက်ပြန်ပွားစေတာနဲ့လူသားတွေအတွက်ပိုသုံးတယ်မဲ့မျိုးဗီဇတွေပြောင်းလဲစေတာမျိုးတော့ရှိကောင်းရှိနိုင်ပါတယ်တကယ်လို့သာအာဖရိကကြက်တွေနဲ့ရေမြင့်တွေကိုမွေးမြူရေးအသွင်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်စစ်တပ်ရမှာအသုံးပြုနိုင်အောင်ဒီမှာကဥရောပကဆင်မင်းတွေကိုအလွယ်တကူအနိုင်ယူမဲ့ပြိုင်ဘက်ကင်းချေမြန်တပ်ဖွဲ့တွေကိုတိစောက်နိုင်မှာပဲဖြစ်ပါတယ်အာဖရိကကြက်ရင်စီနေပြီးစစ်ကြည်လာတဲ့ဘန်ဒူစစ်တရဲဟာဆိုရင်ရောမအင်မာယာကိုတော့အလွယ်လေးနဲ့ချေမုန်းလိုက်နိုင်မှာပါပဲဒါပေမဲ့အဲ့လိုမျိုးဘယ်တော့မှမရှိခဲ့ပါဘူးယူရေရှားနဲ့ဆာဟာရအာဖရိကတို့အကြားနောက်ထပ်ကွဲခြားချက်ကတော့စိုက်ပျိုးသီးနှံအဖြစ်ပြောင်းလဲနိုင်မဲ့တောရိုင်းမျိုးစိတ်ပင်တွေရှားပါလွန်တာဖြစ်ပါတယ်။ဆာဟယ်ဒေသအီသီယိုးပီးယားနဲ့အနောက်အာဖရိကတွေမှာစိုက်ပျိုးသီးနှံဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ဒေသခံတောရိုင်းမျိုးပင်တွေရှိခဲ့တာမှန်ပါတယ်။ဒါပေမဲ့ယူရေရှားနဲ့နိုင်ဆိုင်ရင်တော့အမျိုးအစားစုံလင်မှုမှာဘလို့မှမရှင်းနိုင်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီလိုတောရိုင်းပင်တွေအမျိုးအစားစုံလင်မှုမရှိခဲ့တာကြောင့်ပဲအာဖရိကရဲ့စိုက်ပျိုးရေးဟာမြေဩဇာကောင်းမွန်တဲ့လာချမ်းဒေသထက်နှစ်ပေါင်းထောင်နဲ့ချီပြီးနောက်ကျခဲ့ရပါတယ်။စိုက်ပျိုးမှုမျိုးအတွက်လိုအပ်တဲ့တောရိုင်းမျိုးစိတ်အပင်နဲ့တိရစ္ဆာန်တွေရှားပါတာဟာလူဖွဲ့စည်းအဖြစ်အခိုင်အမာပေါ်ပေါက်ဖို့အရက်ဒေသပေါ်အဆုံးဖြတ်ပေးတဲ့အခါအာဖရိကမဟုတ်ဘဲယူရေရှားဖြစ်လာခဲ့ရပါတယ်။တတိယအကြောင်းရင်းကတော့အာဖရိကရဲ့ USA ဟာယူရေရှားရဲ့တဝက်လောက်ပဲရှိပါတယ်။နောက်ပြီး area 3 ပုံတစ်ပုံဟာအီကွေတာရဲ့မြောက်ဘက်ဆာဟာရသဲကနာတပိုင်းဒေသအတွင်းကြာရောက်နေပါတယ်။လွန်ခဲ့တဲ့ BC 1000ဝန်းကျင်တုန်းကတော့စိုက်ပျိုးမွေးမြူရေးသမားတွေအခြေချရာဒေသတွေဖြစ်ခဲ့မှာပါ။ဒီကနေ့မှာတော့အာဖရိကရဲ့လူဦးရေစုစုပေါင်းဟာတန်း900ထက်နေပါပြီးယူရေရှားမှာတော့တန်း4000ဝန်းကျင်ရှိပါတယ်။တခြားအကြောင်းတရားနောက်ခံတွေတူညီရင်တော့နေမြေကျဲပြက်ပြီးလူဦးရေများပြားတာဟာလူ့ဘွယ်စည်းတွေအပြိုင်ဆိုင်တိုးတက်မှုအတွက်ရုန်းကန်စေတဲ့သဘောတရားရှိတာကြောင့်ယူရေရှားကပဲဖွံ့ဖြိုးတိုးတက်လာဖို့များပါလိမ့်မယ်။ရေခဲခေတ်ကုံဆုံးပြည့်တဲ့နောက်မှာယူရေရှားနဲ့အာဖရိကတို့ကြားတိုးတက်မှုကိုတက်ရောက်တဲ့နောက်ထပ်အကြောင်းတရားတစ်ခုကတော့အာဖရိကရဲ့တောင်မြောက်ရှည်လျားတဲ့ဝင်ရိုးတိမ်ညွတ်မှုပဲဖြစ်ပါတယ်။အမေရိကလိုပဲတောင်မြောက်ရှည်လျားတဲ့အာဖရိကမှာဆိုရင်ဒေသတစ်ခုကနေနောက်တစ်ခုစီကိုကူးပြောင်းသွားတဲ့အခါမှာရာသီဥတုမိုးရေချိန်နှစ်တာတို့ရှိတိနံနေနဲ့မွေးမြူရေးတိရစ္ဆာန်တွေကြုံတွေ့ရတဲ့ယောဂဘေးရတွေဟာအလွန်ကိုကွဲပြားသွားမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်ပဲအာဖရိကဒေသတစ်ခုခုမှာရင်ပါအောင်မွေးမြူရေးအတွင်ပြောင်းယူလိုက်တဲ့စိုက်ပျိုးတိနံပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်တခြားဒေသတွေစီကိုပြန့်နှံ့မှုခဲရင်သွားပါတယ်။ယူရေရှားဒေသမှာကျတော့လူ့ဘွယ်စီတစ်ခုနဲ့နောက်တစ်ခုအကြားမိုင်ပေါင်းထောင်နဲ့ချီကွာဝေးပေမဲ့လက်ဒီကျူအတူတူရာသီဥတုအတူတူနေတာတို့ရှိအတူတူပဲဖြစ်တာကြောင့်တိနံနေနဲ့တိရစ္ဆာန်တွေအလွယ်တကူပဲပြန့်နှံ့နေငဲကြပါတယ်။အာဖရိကရဲ့တောင်မြောက်ရှည်လျားတဲ့ပထဝီဝင်အနေအထားကြောင့်တိနံတွေနဲ့မွေးမြူရေးတိရစ္ဆာန်တွေပြန့်နှံ့မှု
နေကွေးသွားတာရက်ဆိုင်သွားတာတွေ့ဟာကြီးစွာတော်တဲ့အောင်မှုဥတီစေပါတယ်ဥပမာအီဂျစ်ပြည်ရဲ့အဓိကစားနပ်ရိက္ခာတွေဖြစ်တဲ့မြေထဲပင်လယ်ဒေသကစိုက်ပျိုးသီးနှံတွေဟာဆောင်းရာသီမှာမိုးရွာသွန်းမှုကိုလိုအပ်တယ်လို့အပင်ပေါက်ဖို့အတွက်ရာသီဥတုဟာအပြောင်းအလဲတွေနေတာတို့ရှိကွာခြားမှုတွေကိုလိုအပ်ပါတယ်အဲ့ဒီစိုက်ပျိုးသီးနှံတွေဟာနွေရာသီမှာမိုးရွာသွန်းပြီးရာသီဥတုအပြောင်းလဲမရှိသလောက်ဖြစ်တဲ့ဆူဒန်နိုင်ငံရဲ့တောင်ဘက်ပိုင်းဒေသတွေစီကိုပြန့်နှံ့ခြင်းမရှိခဲ့ပါဘူးအီဂျစ်ပြည်ကဂျုံနဲ့ပါလီမူရောစပါမျိုးစိတ်တွေဟာရာသီဥတုဆင်တူတဲ့ဂုတ်ဟုတ်အငူစီကိုဘယ်တော့မှမရောက်ရှိခဲ့ပါဘူးအဲ့ဒီကိုရောက်ရှိခဲ့တဲ့မျိုးစိတ်တွေဟာ1652ခုနှစ်ကြာမှဥရောပကိုလိုနီချဲ့ထွင်သူတွေတည်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီဒေသဘက်မှာနေထိုင်ကြတဲ့ခွိုင်ဆန်လူမျိုးစုတွေကတော့လေယာစိုက်ပျိုးရေးကိုမလုပ်ကန်ခဲ့ကြပါဘူးအလားတူပါပဲစာရီဒေသရဲ့နွေရာသီမိုးရေနဲ့ရာသီဥတုအပြောင်းလဲတွေနေတာအတူရှိကွာခြားမှုတွေကိုမလိုအပ်တဲ့ဘန်ဒူစိုက်ပျိုးသီးနှံတွေဟာလည်းမြေထဲပင်လယ်ရာသီဥတုရှိတဲ့ကုတ်ထုတ်အငူဘက်မှာစိုက်ပျိုးလို့မရပါဘူးအဲ့ဒါကြောင့်ပဲအဲ့ဒီဒေသတွေစီကိုဘန်ဒူလူမျိုးတွေဝင်ရောက်မှုရပ်တန့်သွားခဲ့တာဖြစ်ပါတယ်ငါပြောတဲ့အာရှတိုက်ရဲ့အပူပိုင်းသီးနှံတွေဟာအာဖရိကတိုက်နဲ့တင်တော်ပြီးအခုခေတ်မှာတော့စိုက်ပျိုးဖြစ်ထွန်းဆုံးနဲ့အဓိကအစားအသောက်တွေဖြစ်ခဲ့တာမှန်ပေမဲ့အဲ့ဒီသီးနှံတွေဟာကုန်းလန်းကနေတစ်ဆက်ပြန့်နှံ့ခြင်းမရှိခဲ့ပါဘူးအာရှဒေသမှာစိုက်ပျိုးဖြစ်ထွန်းခဲ့ပြီးတာနှစ်ပေါင်းထောင်ကနန်းရှိတာတော့အာဖရိကစီမရောက်ရှိခဲ့ပဲအိန္ဒိယသမုဒ္ဒရာကိုဖြတ်တန်းလာမဲ့လှေသင်္ဘောတွေပေါ်ကနေအလုံးအရင်းနဲ့တင်ဆောင်လာမဲ့မျိုးစီတွေကိုစောင့်စားခဲ့ရပါတယ်အာဖရိကရဲ့တောင်မြောက်ရှည်လျားတဲ့ပထဝီဝင်တည်နေပုံဟာမွေးမြူရေးတိရစ္ဆာန်တွေပြန့်နှံ့မှုအပေါ်လဲတက်ရောက်မှုရှိပါတယ်အာဖရိကရဲ့အီကွေတာဒေသကစစ်စီရင်ကောင်းတွေဟာ Trypanosome ရောဂါပိုးကိုတည်ဆောင်လာတာကြောင့်ယူရေးရှားနဲ့မြောက်အာဖရိကဇာတိမွေးမြူရေးတိရစ္ဆာန်တွေကိုကြီးစွာဒုက္ခရောက်စေပါတယ်တော်ရိုင်းတိရစ္ဆာန်တွေမှာတော့အဲ့ဒီယောဂါပိုးအပေါ်ကုတ်ခန့်အားစနစ်ဖြစ်ပေါ်ခဲ့ကြပါတယ်စစ်စီရင်ကောင်းတွေမရှိတဲ့စာရေးဒေသကနေတည်ဆောင်လာခဲ့တဲ့ဘန်တူတို့ရဲ့ကျွဲနွားတွေဟာအီကွေတာတစ်တော်တွေကရနေမကျော်ဖြတ်နိုင်ခဲ့ကြပါဘူးမြင်းတွေအီဂျစ်ပြည်မှာစတင်အသုံးပြုတာ BC 1800ဝန်းကျင်ကတည်းကဖြစ်ပြီးမြောက်ပိုင်းအာဖရိကဒေသတစ်ခွင်မှာစစ်ရေးအတွက်တောင်ရေးပါခဲ့ပေမဲ့ပထမဆုံး AD ထောင်စုနှစ်အထိဆာဟာရာကိုဖျက်ဆီးပြီးအာဖရိကအနောက်ပိုင်းကမြင်းစီစစ်တရဲမျိုးနွယ်စုတွေနဲ့ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိခဲ့ပါဘူးစစ်စီရင်ကောင်းတွေတည်ရှိရာဒေသတွေကိုကြော်လွန်ဖျက်ဆီးနိုင်ခဲ့တာမျိုးမရှိခဲ့တာပါတတိယမြောက် BC ထောင်စုနှစ်မှာဆာရင်ဂတီဒေသရဲ့မြောက်ဖျားပိုင်းတွေစီကိုကျွဲနွားတိုးစိတ်တွေရောက်ရှိခဲ့ပေမဲ့အာဖရိကတောင်ဘက်ပိုင်းကိုရောက်ရှိဖို့နှစ်ပေါင်း2000ကျော်အချိန်ယူခဲ့ရပါတယ်အာဖရိကရဲ့တောင်မြောက်ရှည်လျားရဲ့ဒီနေပုံကြောင့်ပြန့်နှံ့မှုနှေးကွေးရာခြင်းတွေထဲမှာနီးပညာလည်းအပါဝင်ဖြစ်ပါတယ်BC 8000ဝန်းကျင်မှာအိုးသွန်းလုပ်ခြင်းအတတ်ပညာကိုဆူဒန်နဲ့ဆာဟာရာဒေသတွေမှာတွေ့ရှိခဲ့ရပေမဲ့တောင်ပိုင်းအာဖရိကစီကိုတော့ AD တစ်ခုနှစ်ဝန်းကျင်မှာပဲရောက်ရှိသွားခဲ့ပါတယ်BC 3000ဝန်းကျင်ကအီဂျစ်ပြည်ရဲ့စာရေးနည်းစနစ်တွေနူဘီယန်ဒေသတွေစီပြန့်နှံ့ခဲ့တာအီသီယိုးပီးယားရဲ့အခရာစာရေးနည်းစနစ်ဟာအာရေဗီးယားကနေပြန့်နှံ့လာခဲ့တာရှိပေမဲ့အာဖရိကအခြားဒေသတွေမှာတော့တိကျပေါ်ထွန်းခဲ့တဲ့စာရေးနည်းစနစ်တွေမရှိခဲ့ပါဘူးနောက်ပိုင်းကျမှအာရက်တွေနဲ့ဥရောပကိုလိုနီချဲ့ထွင်သူတွေကတည်ဆောင်လာခဲ့ရတာဖြစ်ပါတယ်အတူချုပ်ဆိုရရင်တော့အာဖရိကတိုက်ကိုဥရောပတိုက်သားတွေကိုလိုနီချဲ့ထွင်ပြီးနယ်မြေတွေသိမ်းပိုင်နိုင်ခဲ့ခြင်းဟာလူမျိုးရေးခွဲခြားသူတွေထင်မှတ်ခဲ့တယ်လို့ဥရောပတိုက်သားတွေနဲ့အာဖရိကတိုက်သားတွေရဲ့ကွာခြားမှုကြောင့်မဟုတ်ပါဘူးမတော်တဆလို့မဆိုနိုင်တဲ့ပထဝီအနေအထားနဲ့စိုက်ပျိုးမွေးမြူရေးပြန့်နှံ့မှုတွေကြောင့်ဖြစ်ပါတယ်အဲ့ဒီအကြောင်းတရားတွေကပဲအာဖရိကနဲ့ဥရောပတွေရဲ့သမိုင်းဆန်ကံကြမ္မာပြောင်းလဲရစီကိုဥတီစေခဲ့ပါတယ်အပိုင်းလေးပြပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ